Hello ဟိုပါ podcast มันขัดเรื่องโฮปีเก่งแล้วลองไงตัวนี้นะตัวลายตะกันนะหลาละมากี่ปันมาที่มิวสิกวิดีโอลำของอ่ะอิมูเทเซลเล่อิเทเซลตัวอันยังเด็กนะตัวนี้ละซ้อมนี่ละลีซ้อมนี่ละทุ่มกุมไปลำละซ้อมนี่ละลีเกี่ยมเต็งบางไงแหละอีวิดีโอคุณภาพแต่เป็นองค์หอยมาใหม่นะองค์หอยนี่ดังสร้างนี่ดังจะเตะนะเป็นตำเป็นองค์หอยนะต่อแต่เป็นโดยตาแต่เกี่ยวกับลำตำพิจารณาที่เต็งอ่ะมีแต่เกี่ยงอะไรอามาอะไรฟลามแต่จริงมั้ยฟลามเฮ้ยเนาะอย่าฟลามนี่นะจังมีโซฟลามขาตอมจังว่าสังเกตมีส่งนั่นแหละก็ส่งอีลาตำพิจารณาเป็นองค์หอยสักที่โดยตาละที่แต่จังนั้นนี่ดังนี่นะสังกัดอะไรตักขอเลยนะยังคงง่ายไม่ได้The X-Factor ตาหัวละแต่ตั้งอ่ะลาซาวักเกเรมินะออกซิเจนแบนจิตมั้งเป็นแต่ตั้งอ่ะสองบางจิตนี้หล่อจนน่าเล่นปีอ่างอ่ะเพราะว่าเราต่อองค์เกี่ยวเล่มนึงนะที่ตั้งอ่ะอะไรกันกว่าแต่เรื่องสปีดยังจิตเลยมิวสิกวิดีโอของไอ้ใจช่างเก็บปั้นอะตอมไม่ได้อีเซฟเงี้ยเราขัดอีเซฟกอบสร้างเงี้ยนะเซมเทแต่ไม่ได้อามุนมุนอ่ะฮิดันใจดีฮิดันสตอรี่ไปสักเดือนฮิดันตั้งถูกไปสักเดือนฮิดันอมนิ่งจากเก็บไปไม่ได้อะตอมมิวสิกวิดีโอส่งอ่ะโดยตาลำตัวเกษยนะที่เวทุตั้มไปตักเทคดีนี้มันนี่นะอันที่ก็ใน US ลำของมาเลเซียลำของบางนี่นะหลายบอลจังอ่ะฮิดันมาเป็นอันที่เอาส่งจริงย้ำอลิมลักเป็นฮิลำแต่เกเจียเลยนะวิดีโอจังเกเจียจะอะไรให้มันนี่นะตัวที่อาริงบางนักไปตักเห็นทุบปีดิ้งฮีเจส่งที่พอดแคสต์ผมจริงให้มันนี่นะปัจจุบันตอบน้องมันน่าจะหนักน้องน่าจะสักเดือนว่าต่อขาสองน้องพาพาวไงแหละก็ผมน่าจะตอบจากนี้สักเดือนนี่นะกงกระหม่ของไอ้ที่กระชีขาวอะไรต่างๆน่าจะเชื่อมุ่งเจริญเดินพาพาวไงแหละแต่จังอย่าเอามาเป็นฟลามเห็นนะวาลด์เป็นฟลามจังเกยตริมแต่จังกันนะเกี่ยงฟลามเปล่าเตลเอามาสองตริมเปล่าเตลตัวขัดจ้อเป็นเสียมจากเสียมตลอดมาก่อนเป่าไอ้สังมองง่วงไงนะกระเป๋าเป็นแค่เหลือนี่นะตัวขัดเดินพาพังไงแหละโอเคลงไว้โอเคลงไว้ดิเนี่ยชิงปีแล้วชีวิตเนี่ยสุดบาแล้วฟลามรูปเป็นอะไรตัวนี้จานเป็นกี่ตั้งปิกลงไว้จานเขาล่ะจานตัวนี้จานชิงจานอินเปกี้กระลงไว้ตั้งปิกลงไว้กระลงไว้มีอาชีพสุดที่ตั้งปีเทปyeah okay so ဒီနေ့တနင်္ဂနွေနေ့ဆိုတော့ဖျားကြောင်တက်ဖြစ်လားတက်တယ်ဖျားကြောင်မှာနှစ်ခါတက်တယ်ဘာလို့ဖြစ်လဲဖျားကြောင်မှာယူတက်တာလားမဟုတ်ရင်တချင်းတွေပါလေဒီနေ့ဟိုပါလဲ solo တချင်းတပင်းနိုင်လှည့်ကြနောက်ပြီးတော့ worship တချင်းဦးဆောင်တယ်ဒါဆိုတော့ပြောမယ်ဆိုရင်တပင်းနဲ့လဲဆိုတော့ worship လဲဦးဆောင်တယ်ကိုအရင်တော့ဆိုရင်တချင်းဆိုတာနဲ့လူတိုင်းသိတာများတယ်ပေါ့နော်အခုနောက်ပိုင်းဆိုရင် director value decoration value team ဆိုတော့ဖြစ်လာတယ်ဆိုတော့မေဂျာတော့လောက်တာတော့အရန်စုံသွားရနော်အဲ့မတိုင်ခင်ကတချင်းမပြေခင်ကလည်းဒီလမ်းစိထဲမှာဈေးလေးရောက်ဖနာဆိုင်ဖွင့်လိုက်တယ်ဆိုတော့ okay yeah so အဲ့ဒါတွေဒီအခုကျွန်တော်ဒါ director ရဲ့ topic ကိုမသွားခင်ကျွန်တော်သိချင်တာတခုကဘေးချိန်လောက်ကလေးကငွေကိုဟာကိုပေါ့နော်ဒီပါဆရာမတောင်းပဲနဲ့ဒါမတောင်းတာတော့ခဏထားလိုက်မယ်ဒါကိုရဲ့ဘယ်လိုပြောမလဲကိုဟာကိုပတ်စံရှာတဲ့အချိန်ကပဲရလောက်ဖြစ်မလဲကျွန်တော်ဟိုပါလဲအဲ့ဒီမတိုင်ခင်တခုလေးပြောမယ်စာဖတ်တာလေးလောအရင်ပြင်းတယ်စာဖတ်တာအရင်ပြင်းတယ်နောက်ပြီးတော့10ရန်9ရန်အဲ့တော့ကျောင်းစာမှာတော့ကျေးဇူးတော်ကျောင်းကတော့လုံနိုင်တယ်နောက်ပြီးတော့အဲ့ဒီ9ရန်10ရန်အပီးမှာငငယ်တော့ဖြစ်နေတာကတော့ဆရာဝန်ပေါ့ဆရာဝန်လေနောက်ပြီးတော့10ရန်မှာပထမနေ့ချစ်မယ်ဆိုပြီးတော့အစကတည်းကနေလောက်တာ
အမျိုးမပြောဘူးအဲ့နဲ့နောက်ပိုင်းဒီဇင်ဘာလလောက်မှပြောတာများချစ်မယ်ဆိုရစိတ်ထဲထားပြီးတော့စားရဲမကြည့်တော့ဘူးကိုရန်ရှိတန်းတော့မှဟိုဗလဲအစစ်တရတဲ့အချိန်ပေါ့နော်စင်6စင်ခွင်ရတဲ့သူကကြော်တော့တာနောက်ပြီးတော့အဲ့မှာအဲ့အချိန်မှာဆိုလဲဗလဲစိတ်နာရစိတ်မနာဘူးဘာဖြစ်လို့ဆိုဒီနေ့တော့ချစ်မယ်ဆိုပြီးတော့လှုပ်ထားတာနောက်ပြီးတော့ဒီနေ့တော့ဘာဖြစ်လဲရလာချက်လာတော့တယ်ပူအရင်ပူလို့လားမရဘူးကျွန်တော်ကမဟုတ်ဘူးထင်တယ်တခြားထင်တယ်အော်ပင်ဟိုရှီတန်ကိုရန်ဆရန်အပီမှာပေါ့နော်ကင်မလဲအဲ့လိုနဲ့မချစ်ဘူးစံပွဲကိုပင်ကင်မလဲဖြစ်ချင်းငယ်ကြရဖြစ်ချင်းတဲ့ဟာမဖြစ်နိုင်တော့ဘူးဆိုပြီးတော့စေရကြပြီးတော့အရန်ဆူခဲ့တာအဲ့လေကိုလေအဲ့လိုမျိုးနောက်ပြီးတော့အောင်စင်းအမှတ်စင်းရလို့ရတာနဲ့ပင်အမြအဲ့ဒီ engineer ကျောင်းတက်ဆိုပြီးတော့ပြောတာအဲ့ချိန်မှာဒုတိယကင်မှာဟိုဖြစ်တဲ့စီပေါ်ရီလိုင်းဝင်မလို့ဒါပေမဲ့အမြငယ်တီးတယ်မတော်နေဘူးအဲ့ဒီ engineer ကျောင်းပဲတက်ဆိုပြီးတော့ပြောတာအဲ့မှာလဲအရင်ဆိုရပထမနှစ်လဲစမချဘူးပထမနှစ်ဝဲမဖြေဘူးအဲ့လိုကျောင်းနာတယ်အဲ့ချိန်မှာစာအုပ်အရင်ဖတ်ဖို့အရင်ပြင်းတဲ့ဟာကိုဖတ်ကြည့်တာဖတ်ကြည့်ပြီးတော့အခုထိလဲစာအုပ်တအုပ်လုံးပြီးဖတ်တဲ့ဟာမရှိဘူးဒါပေမဲ့ကိုဖတ်တဲ့ဟာကို note လေးထုတ်ပြီးတော့အဲ့ချိန်မှာဘာဖတ်လဲဆိုတော့ကိုအားပေးတဲ့ဟာတွေစစ်တဲ့ပိုင်းဆိုင်อ่ะဘောနော်ပြီးတော့သူများအောင်မြင်တဲ့သူအထုပ်ပတ်တိအဲ့လိုအဲ့ချိန်ကစပြီးတော့ကိမဘယ်လိုလဲကျေးဇူးတော်ကြောင့်ဘောနော်ရီမှန်းချက်အဲ့လိုစထားတယ်ဆရာမ်ပြန်နဲ့အသက်ကျွန်တော်ဝဒနာဟိုမှာတချင်းဆူဝဒနာပါတယ်ပြန်စီပေါ်ရေးဝဒနာပါတယ်အဲ့လိုတချင်းဆူမှာဝဒနာပါတဲ့အတွက်ကြောင့်အဲ့ဒီအတွက်အချိန်ပြီးမယ်ကိုအချိန်ပြီးတလောက်ကိုပုံမှာဘယ်လိုအကျိုးသက်ရောက်မလဲကျွန်တော်အသက်အဲ့လောက်ဆိုရင်တော့တချင်းပိုင်မှာအဲ့လိုမျိုးဖြစ်ရမယ်အဲ့လိုမျိုးပေါ့ပုံရီဆွဲပြလို့လောက်တာနောက်ပြီးတော့စီပွားရေးမှာဆိုရင်အလုပ်အများကြီးလုပ်မယ်အဲ့လိုမျိုးပေါ့နော်ပြင်ကျွန်တော်ဆယ်တန်းပြရနဲ့နာယီပြင်တာတင်းတယ်ခုလည်းနာယီပြင်တတ်တယ်နော်ဟုတ်လားဟုတ်တယ်နာယီပြင်တာတင်းတယ်နောက်ပြီးတော့ဆိုင်တခါတည်းဆောင်ကိုတယ်ပြင်မွေးစီဝလဲအဲ့တော့မလုပ်ဘူးကိုရကုန်းပေါင်းပန်ရမစားဘူးပြင်အလုပ်လည်းစူးစမ်းပြင်ဆိုင်ဆောင်ချေဆိုင်အဲ့လိုမျိုးဆက်လို့ချင်းတော့ပြင်းတာပေါ့ပြင်းဒါပေမဲ့ဝင်ငွေအတွက်လောက်တာဒီအလုပ်ပေါ်မှာဘယ်လိုမျိုးကိမှပျော်နိုင်မလဲဆိုတဲ့ဟာကိုတွေးပြီးတော့တချင်းဘက်ကိမှဝေဒနာတစ်ခုပြတချင်းဘက်ပြန်လှည့်တယ်မနေ့တော့ရတဲ့တချင်းစဖွင့်တယ်ပင်ညနေထိအဲ့လိုမျိုးအလုပ်မှာပျော်အောင်ပေါ့နော်နောက်ပြီးတော့အဲ့လိုမျိုးလုပ်ရင်းနဲ့တခြားဟိုပါလဲတင်တန်းတက်ချင်တာတင်တန်းဆိုင်ရှင်ကလည်းကိမှရမ်းချစ်တာဟိုပါလဲအလုပ်နာမယ်တင်တန်းတက်ချင်လို့ပါငါပြောတော့သူရတယ်တင်တန်းကိုဟိုတနေ့မှာ2နာရီအချိန်ပေးမယ်တနေ့ကို2နာရီသူကအချိန်ပေးတာဆိုင်ကနေထွက်ပြီးတော့တင်တန်းတက်မယ်နောက်ပြီးတော့အဲ့ဒါပြီးတာနဲ့ကိမှမချင်တဲ့တီဘူးဟိုပါလဲဂျာနယ်လာစင်တလမှာ2ခါထွက်တယ်အဲ့ဒါဝီတယ်အဲ့ဒီအတွက်ကိုတလကို2ချိန်2ရက်ခွင့်ပြန်တောင်းတယ်အဲ့ဒါလည်းပြီးတယ်အဲ့လိုဆိုင်ဆောင်တယ်နိုင်ပြင်းတယ်ဟိုပါလဲဂျာနယ်ဝီတယ်နောက်ပြီးတော့နောက်တစ်ခုညတင်နန်းဖွင့်တယ်ညချောင်းဖွင့်တယ်2013လောက်ထင်တယ်အဲ့တော့မှကျွန်တော်တလဝင်ငွေဘယ်လောက်ရှိလဲအဲ့လိုပြောအဲ့ဒါကြည့်နေတာအဲ့ဒါနဲ့တင်နန်းတက်တယ်ဂီတာတင်တယ်ဒါပေမဲ့ကိုလိုမတီးတတ်တော့ဘူးဂီတာတင်တယ်ပြင်အင်္ဂလိပ်လေ့လာတယ်အင်္ဂလိပ်တင်နန်းတက်တယ်အဲ့လိုမျိုး2012လောက်ကိုပတ်စံရှာတာပေါ့ခုနသူများရှိမှလည်းလောက်တယ်ဂျာနယ်လည်းဝေးတယ်နိုင်လည်းပြန်တယ်
ညချမ်းလည်းဖွင့်တယ်ပေါ့ဒါဆိုတော့ပတ်စံတော်တော်ထွားမှာပေါ့အဲ့ချိန်ကတင်တင်ပေါ့ပြီးတင်နတ်တက်တယ်ဆိုတော့လေတင်နတ်ဆဲအတွက်လည်းပြန်တော့လည်းမလဲကိုအတွက်ပြန်ရင်းနှီးတယ်ဆိုတဲ့သဘောတည်းလေဒါဆိုဟောဗာလေခဏလေးမစ္စည်းရစတဲ့ဆက်လာဒီပိုလို့လားမဟုတ်ဘူးမစ္စည်းလီအန်တဲ့နေဟုတ်လားရှုံပြောလားမြန်မာတပ်ပြတော့လေစကြောက်ရန်တက်တာလေဟုတ်လားမြန်မာတက်တာနဲ့အားလေတက်တာရယ်ဟုတ်လားငိုနေတယ်โอเคငိုနေပြီအဲ့ဒီဒီလေးထည့်လိုက်တော့โอเคညာဒါဆိုအဲ့ကလေးကဟိုပတ်စံရှာလာတာပေါ့နော်ဒါဆိုဒီစက်တာအောင်တာဘယ်နဲ့ခုနှစ်တုန်းကလဲ2017နောက်စတစ်ပေါ့နော်2017ဆိုတော့ဒါဆိုရင်ခုနဟောဗာလဲဒီဒရိုက်တာပဲမတော်ခင်ခုနဟောဗာလဲဖနက်ဆိုင်ဖွင့်ရရောအဲ့ဒါဘယ်ချိန်လောက်အစားဖနက်ဆိုင်ကိုကြတော့14လောက်နေမှာအဲ့တော့အမဦးဆောင်ပြီးတော့ဖွင့်တာဒီနားမှာပဲဟုတ်တယ်ဒါဟန်စီမှာပဲဆိုတော့ကျွန်တော်ဆိုဖနက်ဆိုင်ကနေတည်တယ်ထင်တယ်ဟုတ်ပါပြီးတော့ကေတော့2015မှာ2015နှစ်ကုန်ပိုင်းမှာကျွန်တော် first year ဆိုတော့လေ GTC မှာဆိုတော့အဲ့မှာလဲကျောင်းမှာလည်းတွေ့တယ်ခါတလေဒီဖနက်ဆိုင်မှာလည်းတွေ့တယ်ဆိုတော့တော်ပိုက်ဆိုင်ရှာလာပဲပေါ့ဆိုတော့ခုန2000နှစ်လောက်မှာဆိုတော့ကျောင်းဖွင့်လိုက်ပါအတက်က16ခွန်းလောက်ရှိမှာပေါ့16လောက်16ခွန်းအဲ့ချိန်မှာမိဘတွေခွင့်ပြုလားမဟုတ်ကလေးမိဘတွေကအဲ့လိုမျိုးအပြန်လုပ်ဖို့ခွင့်ပြုလားခွင့်ပြုတယ်ဒီဆိုင်ဖွင့်ဖို့ကြရအောင်ဆိုင်အမကိုယ်တိုင်ဦးဆောင်တာဟုတ်တယ်အမကိုယ်တိုင်ဦးဆောင်တာဆိုင်ကိုကြတော့မနေ့ထားပြီးတော့ဆိုင်ဖွင့်ကိုတယ်နောက်ပြီးတော့ကင်မရာတော့အချောင်းသွားတယ်ပြီးရင်အချောင်းပြန်ဆိုင်တင်းတယ်ပြီးရင်အချောင်းကဆီမဖနက်တီရောက်တယ်ဟုတ်လေနော်ငါချင်းတွေရောင်းလို့ရတဲ့ဟာတော့မအပ်တော့ဘူး Okay ဒါဆိုရင် okay ဒါအစီပွဲတစ်ပိုင်းပါတော့ဒါဆိုရင်အဲ့အခုဗာလဲဒီ X Star မှာတော့ပြေတော့ငါဆိုရင်မိဘတွေကမတီးဘူးပေါ့နော်အဲ့တော့ငါအရန်ဟို interview မှာလည်းတော့ဖြေခဲ့တာကိုမတီးဘူးအဲ့လိုမျိုးတော့ခဲ့တာဆိုတော့အဲ့တော့ငါတကယ်တော့ကဘယ်year ဘယ်လောက်ဖြစ်ပြီလဲ second year ထင်တယ် second year လာ third year လာကမဟိုပထမနှစ်ကို repeater နဲ့ပြန်တက်တယ်နောက်ပြီးတော့ဒုတိယနှစ်မှာဟုတ်တယ်ဒုတိယနှစ်ထင်တယ်ဒုတိယနှစ်ဆိုတော့အသက်ကဘယ်လောက်ရှိမလဲ20နှစ်လားမဟုတ်တတိယနှစ်နေမှာတတိယနှစ်လောက်ထင်တယ်တတိယနှစ်မှာ number တွေလေးတိတ်မဟုတ်မိနိုင်တော့အိုးဒီပြီဆိုတော့အဲ့မှာကတော့ပြေခဲတော့က3ယောက်ဆိုတော့အဲ့တော့ကဘယ်စင်တီလောက်ရောက်လဲမိတော့နီးပြီကျွန်တော်ဆိုတော့ first runner up ရတယ်ဟုတ်တယ် first runner up ပေါ့နော်ဆိုအဲ့တော့ကလည်းရန်နာမယ်ကြီးခဲ့တာနော်3ယောက်ဆိုတော့ခါရဲအားလဲဟိုဗာလဲကျွန်တော်တို့ချင်းလူမျိုးတွေမှာပေါ့နော်အဖွဲနဲ့ဟိုရတဲ့ဟာတွေဆိုတော့တိတ်မရှိဘူးလေပြီးရင်ကျွန်တော်တို့ချစ်ပြကြတဲ့သူတွေကြောင်းလဲပါတယ်အဲ့တော့ရမ်းမိုက်တာတချင်းပြေပွဲဆိုရင်လည်းဒီတယောက်တည်းအဲ့လိုမျိုးလေအဲ့လို single တွေအများများအဲ့မှာဖွဲလိုက်နဲ့3ယောက်နဲ့ဆိုတော့ခါတယ်ညာ Okay ဒါဆိုရင်ဒါတော့အနုပညာပိုင်းနဲ့ဆိုင်ရပါတော့ခုနတချင်းပိုင်းမှာရောဆိုတော့အခုကအဲ့တုန်းကဆိုရင်တချင်းကလေးမှာဆိုရင်လည်းဒါ guest နဲ့ခေါ်ကြတယ်ရကုန်မှာလည်းခေါ်ကြတယ်ပေါ့နော်အဲ့လိုမျိုးခေါ်ကြတယ်ဆိုတော့ဒါပေမဲ့အခုနောက်ပိုင်းဘယ်ခုနှစ်ဘယ်အချိန်လောက်ကစပြီးမှဒီ decoration ရောဒီ director ပိုင်းရောအဲ့လိုမျိုးလုပ်ဖြစ်သွားလဲဘာစိတ်ကူးနဲ့လုပ်ဖြစ်သွားလဲပေါ့နော်ဒါလုံးဝခုနပြောသလိုဖြစ်ချင်ခဲ့တာဆရာဝန်ကွာဆရာဝန်ပြီးရင်လည်းခုနဖနက်တွေပါတယ်ရောင်းအဲ့လိုမျိုးရောင်းပြီးမှတချင်းလည်းပြိုင်လိုက်ကြောင်းနာပြီးမှတခါလေးပြိုင်လိုက်တယ်ဒါရိုက်တာကတော့ကျွန်တော်အထင်မစင်းစားတော့ဘူးထင်တယ်အေးရောဘယ်ချိန်လောက်ကအဲ့လိုမျိုးစိတ်ဝင်စားသွားတယ်ဟိုဘာလဲ
director ပိုင်းကိုအနုပညာမှာလေးတချင်းဆိုတာအရှိမလေးဝတနာပါတဲ့တစ်ခုရှိသေးတယ်photo model ဟုတ်လိုက်သေးတယ်ဟုတ်တယ် photo model ဝတနာပါတယ်နောက်ပြီးတော့ model လုပ်ဖြစ်တယ်နော်လုပ်ဖို့ရနော်အဲ့တော့ကလည်းသိတယ် နောက်ပြီးတော့ဗာလဲအဲ့ဒီ data ပိုင်းဆိုတော့ကဲမှာဟိုတချင်းနဲ့ပြန်နေတဲ့အချိန်ပေါ့နော်တချင်းနဲ့ပြန်နေတဲ့အချိန်အင်ဒီယာတို့မူချူတက်တော့ဆိုတော့ကျတော့ဟိုဗာလဲကဲမှာဖေခရိုဆုံးတော့ပြီးတော့အစီပွဲရဲ့အစီပြေတော့ကတော့ဟိုဗာလဲတချင်းနေလည်းနေဆက်တယ်ငယ်တော့ဆိုကက်ဆက်ဘန်ယာရှိတယ်သူလည်းရှားတယ်အဲ့မျိုးကမတော့ကက်ဆက်ကိုဟိုဟိုကမမျိုးတော့အိမ်မှာလာလေပြောတာထားတယ်အဲ့လိုမျိုးပုံစံငယ်တော့တချင်းနဲ့နေဆက်တယ်ပြီးရင်အဲ့ဒီ10 ရန်ပြီးရတဲ့တချင်းပြန်နှားထောင်တယ်အဲ့မှာMV ကြီးရယ်ဘာဖြစ်လို့ဟိုဗာလဲကဲမတော့ဒရင်တာတွေပေါ့နော်ကဲမတော့ဒီဘက်ကဟာတွေနောက်ပြီးတော့ကဲမတော့လိုမျိုးတွေ MV ကဟိုနိုင်ငံခြား MV နဲ့အရန်ခေါ်ရတာလေပေါ့နော်ကိုကိုမိခွန်းထုတ်တယ်အဲ့ဒါကိုမချင်ဘူးနောက်ပြီးတော့ဒါတော့တခုခုပြန်တခုခုဖြည့်ရှင်းနိုင်မယ့်နည်းလမ်းရှိမယ်ဆိုပြီးတော့အစီအထဲမှာထားတာဒါတာပိုင်းဆက်ဆက်ဝင်လာတော့ကင်မရာတချင်းဒီရဲ့နောက်ပြီးတော့ဘာလဲကင်မရာငီလေးဟိုဘယ်လိုမျိုးဆိုဘရောနော်နောက်ပြီးတော့ကင်မရာငီလေးပဲဒီနယ်ထန်တော့တို့တချင်းလုံးရင်းနေပေါ့နော်ဘာလဲအဲ့လိုမျိုးလုတ်ဖြစ်သွားတာသူများတချင်းနိုင်ငံခြားဘက်ကတချင်းတွေလို quality မရှိရင်တောင်မှအောက်ချက်မခံချင်ဘူးနည်းပပဒီထက်တော့ပို့သူတဲ့စစ်စင်တော့ဘယ်နှခုနှစ်လောက်ဖြစ်မလဲအဲ့ဒါစလို့တော့ကစက်ခုမှပြန်ပွက်ပြန်တယ်18လောက်နေမှာ2018ဒါဆိုအဲ့ကလေးကနည်းနည်းပပဒီဒရိုက်တာဘိုက်ကိုနည်းနည်းပပစောင့်နေတာပေါ့နော်ဟုတ်တယ်ဆိုတော့အဲ့တော့ကကိုဝတနာအရလောက်တာလားပိုက်ဆိုင်ရလားလို့ဝတနာအရနောက်ပြီးတော့ဆွမ်းပြောသူလို့ပေါ့ဖြစ်စီချင်းနေပိုက်ဆိုင်ရတော့မဟုတ်သေးဘူးဆိုတော့ okay ပိုက်ဆိုင်ရတဲ့အချိန်ကဘယ်အချိန်လောက်ဖြစ်မလဲပိုက်ဆိုင်ပထမဆုံးရဖို့တဲ့ဒရိုက်တာကြီးကဘယ်လောက်ဖြစ်မလဲပေါ့နော်ပထမဆုံးရဖို့တဲ့ဟာဘယ်တချင်းဖြစ်မလဲပေါ့2019လား19လောက်နေမှာအမှာတသိန်းလားအဲ့ဒါပဲဘယ်တို့တချင်းအမှာက Henry DC လေဟုတ်သိတယ်ဟိုကိုရဲမှာဟုတ်တယ်ကိုရဲမှာနဘာထိုးတယ်အမျိုးမျိုးပဲပြောင်းလဲကြတယ်ယာသူလည်းအရအတန်ကောင်းတယ်နော်ကောင်းတယ်ဟုတ်တယ်သူလည်းဝယ်စီကြောင်းထဆိုတော့ဟုတ်တယ်yeah okay အဲ့တုန်းကတသိန်းပြီးမှဆက်လို့သွားလာအကြားထဲမှာရောပါတယ်လို့ဖြစ်သေးတယ်အဲ့ဒရိုက်တာပဲလို့လားတခြားရောပါတယ်လို့ဖြစ်သေးတယ်အဲ့တုန်းကတော့တချင်းဆိုတာရယ်ဒါရိုက်တာရယ်အဲ့ဒါကိုတချင်းဆိုတာဘာလဲအဲ့ဒီ concert ဖိတ်တဲ့ဟာတွေနောက်ပြီးတော့မင်္ဂလာဆောင်ပွဲမမရဟိုနေ့ဟိုအရင်နေ့တည်းစာအုပ်ထားတဲ့ဟာကြည်တာအမှ2000ဘလောက်လဲ19လောက်လား20လောက်လားမသိဘူးအဲ့တော့အချိန်စရာကြီးတဲ့ဟာတွေလေအဲ့ဒါပြန်တွေ့တာအမှဘာလဲဆိုတော့အဲ့ဒီနေ့တချင်းရီဟာဆယ်တိုက်မယ်အဲ့ဒီနေ့ပွဲနေ့အဲ့ဒီနေ့ MV ရိုက်မယ်ဆိုပြီးတော့လှုပ်ထားတဲ့ဟာရှိတယ်တချင်းနဲ့data နဲ့တွဲလာတာပေါ့နော်ဒါဆိုဒီဒရိုက်တာဘိုက်ကိုset လို့သွားဖို့ပေါ့နော်တချို့ကပတ်ဆိုင်ရတယ်ပြီးမှခဏနားတယ်အဓိကဆိုကလေးမှဆိုကင်မရာမန်တွေရောဒါထားလို့လိုက်တယ်ပြီးမှနားလိုက်တယ်အမျိုးရှိတယ်ကွာတင်မလားဒီဟာတခုကိုပတ်ဆိုင်ရတယ်ဆိုပေမဲ့လောက်တယ်နားတယ်ဆိုတော့ဘယ်လိုမျိုးဘယ်အချိန်လောက်မှာ set လို့သွားဖို့ပေါ့နော်ဒီ data ဘိုက်ကိုကောင်းမလို့သွားဖို့အဲ့လိုမျိုးစိတ်ကိုထားရမှအဆုံးဖြတ်ချက်ချတဲ့အချိန်ကပဲအရွယ်လောက်ဘယ်အချိန်လောက်ဖြစ်မလဲဘယ်နေ့လောက်ဖြစ်မလဲအဲ့လို data လုတ်ပြတာနဲ့လေအဲ့လိုမျိုး
အဲ့လိုမျိုးရဲလို့တော့မရှိဘူးဘာဖြစ်လဲဆိုတော့ဖျားဒီလန့်ကိုတွားစီချင်တာနေမှာမပြတ်ဘူးလုံးမဲ့ဟာတွေလေတန်းလာတာကြားထဲမှာနားမေဆိုတဲ့ဟာတွေလေမရှိဘူးတခုရှိတာကနိုင်ငံခြားထွက်ဖို့အစီအစဉ်ရှိသေးတယ်ဟိုကလည်းဩစတြေးလျသွားမလို့ဩစတြေးလျသွားမလို့နောက်ပြီးတော့တပတ်တင်းနန်းတဲ့ပြင်ကိုဗစ်ပြန်လာတယ်တကယ်လို့ဟိုမှာတော့ဖြစ်တော့မှအလိုလိုရင်းနဲ့ကြုံရင်ပေါ့နော်ဒီဟာကိုတော့စိတ်ထဲမှာအမြဲတမ်းထားတယ်စိတ်ထဲမှာအမြဲတမ်းထားတဲ့အရာပေါ့ yeah okay ဒါဆိုဒီကင်မရာချင်းတွေထဲမှာပေါ့နော်ချင်းတွေထဲမှာဒီ director ဘိုက်ကိုနည်းနည်းအလုံးအရင်တော့ကတော့တပုတ်နှစ်ပုတ်ပေါ့နော်အဲ့လိုမျိုး basic ဖြစ်တဲ့ကာလဘယ်ချိန်လောက်ကစားပြီးမှအလုပ်တွေအလုံးများစားပြီးများလာတာလေပေါ့နော်ဟို2021ဟိုမှာချင်း TV award ပေးတဲ့ဟာလေ2021အဲ့မှာချင်း Director of the Year အဲ့ဒီရတဲ့နှစ်အဲ့ဒီဟာပေးတာနဲ့အဲ့ဟာကဘေဗီဒီယိုလေကနေတဲ့ကငါမူအဲ့လိုဗီဒီယိုရေလို့တော့မရှိဘူးသူကအဲ့လိုမျိုးအဲ့ဒီပေးတာနဲ့ဟိုပါလေဒီလိုလာကြလာကြတာဖလမ်လို့ပြောပါအောင်လားဆိုပြီးစင်ကာရစေตัดเราเนี่ยra da kato potenzial mo ara cham chau yi okay ဒါဆိုအဲ့ director ဘိုင်းနဲ့ပတ်သက်ပြီးမှဒီခုနပြောတော့ဒီလုပ်ငန်းခုနပေါ့နော်ခုနပါပဲဒီလာအပ်တဲ့ချိန်မှာဈေးကတော့အဲ့လိုမျိုးဆဆတော့ငါပေါ့နော်ဒါကိုရဲ့တခါတည်းကိုကတင်သားတွေပေးပြီးမှတခါတည်းအဲ့လိုမျိုးစတာမဟုတ်တဲ့တက်လေဒါကိုကခုနပြောတော့ဖြစ်ချင်တဲ့ဆန္ဒနဲ့အဲ့လိုမျိုး director အဲ့လိုမျိုးလာအပ်တဲ့ချိန်မှာအရင်ကဆိုရင်ဒါကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်အထင်ပေါ့ဒါဈေးကဘယ်လိုမျိုးဆလာချင်းပေါ့နော်ဘယ်လိုမျိုးတက်မှတ်တာလဲအဲ့လိုမျိုးကိုဒါ2021အဲ့လိုမျိုးလူတွေခါရဲခုနDirector of the Year အဲ့လိုမျိုးရပြီးမှလေအဲ့လိုမျိုးဆိုရင်ဈေးကဘယ်လိုမျိုးတက်မှတ်ဈေးတက်မှတ်တဲ့ဟာပေါ့နော်ဒါဘာလို့ဆိုတော့ကျွန်တော်ဘက်မှာမရှိသေးတော့လေအရင်လဲနည်းနည်းခက်မလားပေါ့ကျွန်တော်အမြင်ပေါ့နော်ဈေးတက်မှတ်တဲ့အချိန်ကဈေးတက်မှတ်တဲ့အချိန်ကျွန်တော်ဟောပါလဲအဲ့ဒီချိန်ကနေပြီးတော့ကိမလဲအဲ့ဒီချိန်ကနေမဟုတ်အရင်ကနေအရင် care ရဟာရှိတယ်ဘာလဲဆိုတော့ dress ပိုင်းလေအရင် view site တယ်ဟိုမှာscene မလိုအပ်ဘဲနဲ့ပေါ့နော်ဘောလုံးအင်ဂျီနဲ့ဆိုတော့ဘယ်လိုပြောမလဲဟိုမှာအယူတယောက်တယောက်ဆောင်ခိုင်းမယ်ကွာအယူတယောက်ဆင်အဲ့မှာသူကဘောလုံးအင်ဂျီဘာငန်းနဲ့ဆိုတော့စီမပြေတော့ဘူးအဲ့ဒီစားအပြင်မှာအယူတွေဘယ်လိုဝတ်တာလဲ sorry ပြောချင်တာသူတို့ပြောတာမဟုတ်ဘူးဒီကပြောချင်တာ dress ပိုင်းfiction ပိုင်းပေါ့နော် fiction ပိုင်း stylist ပိုင်းခက်တာမဟုတ်ဘူးအဲ့ဒါကခက်တာမဟုတ်ဘူးနောက်ပြီးတော့အခုကျွန်တော် data ဆိုပြီးတော့ဒါနာမည်ပေးတာတကယ်လုပ်တဲ့ဟာကတော့script writer လေးလုပ်တယ် script writer ဘာပဲမဆိုတော့ script တွေဝယ်ကြတာလေအဲ့လိုမျိုးသွားတယ်ဒါပေမဲ့ကျွန်တော် script writer တခါတည်းလုပ်တယ်နောက်ပြီးတော့stylist လုပ်တယ်နောက်ပြီးတော့wardrobe stylist ဟိုမှာအိမ်ထဲကျွန်တော်တို့မိသားစုအချင်းနဲ့အဲ့လိုမျိုးပုံစံတတိရဲဟာနောက်ပြီးတော့အလေလက်ပြင်ဆင်ရဲဟာအဲ့လိုမျိုးပုံစံဆိုတော့အိမ်ထဲမှာဘာတွေရှိရမလဲကင်မရာရိုက်မဲ့အိမ်မှာပေါ့နော်သူတို့အိမ်အပြင်ဆင်အိမ်ပုံစံတော့စင်ရတဲ့အိမ်ပုံစံတော့ပဲအိမ်ထဲမှာရေခဲတတာတွေနဲ့ဝတ်ရှော့ဆဲရှေ့မကိုက်တော့ဘူးwardrobe ပိုင်းပေါ့နော်ပင်ဘာတွေရှိတင်လဲစပယ်ဆိုလဲနည်းနည်း
ဟောင်းတဲ့ဟာမကောင်းတဲ့ဟာဆိုရင်တော့ အေး ရှိတဲ့ဟိုစီရှာပြီးတော့အဲ့ဒါတွေပြန်သုံး ပြန်တော့ အဲ့ wardrobe stylist လုပ်တယ်နောက်ပြီးတော့ location manager ဟိုဒီစင်ဆိုရင်ဘယ်နေရာမှာကိုက်မယ်ဘယ်အိမ်မှာဘယ်လိုမျိုးပုံစံနဲ့ဘယ်လိုမျိုးပုံစံဆိုရင်လိုက်မလဲဆိုတဲ့ဟာ location ကင်မရာ team တွေကိုတာဝန်ယူတယ်ရှာတယ်နောက်ပြီးတော့ writer yeah ရိုက်တဲ့အချိန်အဲ့လိုနေမယ်ပြင်အသက်ရှူတာကစားဖို့တော့ back down ခတ်တဲ့ပုံစံဒီမှာကျတော့ slow motion လေးခတ်ပြီးဟာရီဘယ်လိုနေမယ်မျက်နှာထားပြီးမဲ့ခုံးဘယ်လိုပါရဟိုအသက်တယောက်ဆောင်အသက်သုံးတဲ့ဟာတွေဆိုတော့ကိမမချိုက်မချင်းတဆင့်ကို9ခါ10ခါတောင်ရိုက်တယ်အဲ့ဒီလိုပဲခါကျရင်ဟာအကောင်းဆုံးဖြစ်တဲ့ဟာကိုပြင်ကိမအရင်ကြီးများတယ်လို့ပြောရမလားကိမနဲ့ဟိုဗာလေရိုက်တဲ့ကင်မရာမန် editing လုပ်တဲ့ချိန်မှာသူတို့အကောင်းတယ်ဆိုတော့ဟာဒါမှကိမမချိုက်ဘူးဆိုတော့မရဘူး မရဘူး လူမျိုး ကျဲရပဲလို့ နောက်ပြီးတော့စနာဗီဒီယို editing ကိုကျွန်တော်ဘာလဲဒီစကမှာအရာလာမဲ့ဘန်ရပြောပြီးတော့သူတို့စီရပြန် edit လုပ်ပြီးတော့အချောကင်မကိုယ်တိုင်ပြန်လုပ်တယ်အချောကိုပြန်စစ်တယ်အဲ့ဒီဟာရီပါတယ် ရပါ ဟာကျdata တချင်းလာတဲ့သူတွေကအမေးမြတ်ဆုံးက data စီဘလူးယူရလဲအဲ့လိုမျိုးမေးတယ်ကျွန်တော်လည်းစားနဲ့ပို့မလားစားနဲ့မပို့ဘူးဆိုပြောရတာရှိမယ်တော့တော့ဆိုအများတော့ကြိုပြောတယ်စနပြောတဲ့ဟာတွေdata တခုပဲမဟုတ်ဘူးဟိုအဲ့ဒီဟာတွေပါတယ်နော်အဲ့လိုပုံစံတွေပေါ့နော်ပြောပြတယ်နောက်ပြီးတော့အဲ့ဒီဟာမှာကျွန်တော်ဈေးကို၃မျိုးခွဲထားတယ်ပထမဈေးဆိုရင်အဲ့လိုပြီးရင်ဒုတိယဆိုရင်အဲ့လိုတတိယဆိုရင်အဲ့လိုဆိုပြီးတော့ဈေးကို၃မျိုးခွဲပြီးတော့သူတို့ပြန်ပြောပြတယ်ပြီးရင်ဟိုအရန်တစ်ခုကဘာပြောအဲ့လိုခွဲတာလဲဆိုတော့ဒါဘာလဲတချင်းတစ်ခုမှာအရန် heavy တွေဟာတွေရှိတယ်တခါတလေဆိုညအိပ်ပြီးတော့အုပ်စုလိုက်ညအိပ်ပြီးတော့သွားတဲ့ဟာတွေနောက်ပြီးတော့နိုင်စင်းနေပါတော့ခီးဝေးရတယ်ပါပေါ့ညမှာတင်ကြိုင်းမှာရိုက်မဲ့ဟာတွေအဲ့လိုမျိုးဆိုရင်ပြင်လူများကြီးလဲလူမယ်အဲ့လိုမျိုးဆိုတော့ heavy ပဲသွားပြီဆိုတော့ heavy ပဲဆိုတော့အရင် heavy ရဲ့ script လို့ချင်တယ်အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးစီရှိမယ်နောက်ပြီးတော့ story you simple လေးလို့ချင်တယ်ဆိုတော့ easy ရှိမယ်အဲ့လိုမျိုးပြန်ခွဲတာရခုနဒီဒါတော့အခုဒါဆိုတော့ဗီဒီယိုတစ်ပုတ်နဲ့တစ်ပုတ်ကဘယ်လိုပြောမလဲဇီကမတူဘူးဒါပေမဲ့နည်းနည်းပါကျွန်တော်သိချင်တာကအဲဆလာအပ်တဲ့အချိန်မှာလေ2021တော့ဇီကဘယ်လောက်ဘယ်ခမလာဖြစ်မလဲအဲ့လိုမှာဇီတမတ်တဲ့ဟာပေါ့ပထမဆုံးဇီတမတ်တဲ့အချိန်မှာနှစ်သိန်းခွဲအဲ့လောက်နေမှာအဲ့လောက်နောက်ပြီးတော့နိုင်ငံခြားအပ်တဲ့ဟာနဲ့ဒီဘက်ကအပ်တဲ့ဟာမတူဘူးရအဲ့ဒါကျတော့လူကိုကြည့်ပြီးတော့ဟွာတာမဟုတ်ပဲနဲ့လေနိုင်ငံခြားဝင်ငွေနဲ့ဒီဘက်ကဝင်ငွေလဲတချင်းဝဒနာပါတဲ့သူချင်းဝဒနာပါတဲ့သူတွေဖြစ်ပေမဲ့ဝင်ငွေချင်းမတူကြဘူးလေသူတို့ဟိုဘက်မှာ US မှာဆိုရင်သူတို့တလမှာ3000ရတယ်ဆိုရင်ဒီဘက်မှာဆို320လောက်ဖြစ်မလဲဆိုတော့ဒီဘက်မှာဆိုရင်တော့ခုနပြောသလိုဒါကုန်းပြေးလို့ရင်တော့မှဒီအပြင်မှာလို့ရင်တော့မှ9သိန်းမရနိုင်ဘူးလေဆိုတော့အဲ့မှာပြန်ခွဲရဆိုရင် US မှာ3000လောက်ကနေတော့ဟိုဟာဗာလဲ10ပုံတပုံဆိုရင်300ပေါ့နော်300သူတို့3နိုင်လောက်တယ်3နိုင်လောက်တယ်ဆိုတော့300ဆိုရင်ဒီဘက်မှာဆိုရင်ဘယ်လောက်ဖြစ်မလဲဆိုတော့3လေးဆိုရင်12သိန်းပေါ့နော်ဒီဘက်မှာက9သိန်းရဲ့3ပုံ10ပုံတပုံဆို9000ပေါ့နော်9000ဆိုတော့ဒီဘက်မှာလည်းမတာဘူးဒါပေမဲ့ဒီဘက်မှာ9000ဆိုတာလည်း3ဖွဲ့ရန်ခက်သွားပြီဆိုတော့ဒါခုနပြောတော့ဒါသူ့နိုင်ငံနဲ့သူ့နိုင်ငံပေါ့နော်ဒါဒီချင်းလာတဲ့သူလေတိမှာအဲ့ဒါကတော့အကုန်လုံးကတော့ဟိုနားလေသူတို့ပြောပြတယ်
အဲ့လိုမျိုးနိုင်ငံခြား project ခေါ်ရတယ်ဆိုတော့တချို့ကအကုန်လုံးproject အကုန်လုံးအတဲ့ cameraman ရော makeup ရောတရုပ်ဆောင်တွေရောအကုန်လုံးကင်မရာစီစဉ်တဲ့ဟာကင်မရာကိုအကုန်လုံးအတဲ့အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးဆိုရင်တော့ cameraman တွေရောကင်မရာအကုန်လုံးအဲ့လိုမျိုးပြန်ပေးတယ်Yeah, okay. ဒါဆိုတော့တခုသိချင်တာတကွာတချင်းတပုတ်ပေါက်ဖို့ဘောနော်ပေါက်ဖို့ဆိုတဲ့ကောင်းဖို့ဘောနော်ဒါနိုင်ငံခြားတွေကလည်းပြောတာတကွာဘာလဲဆိုတော့သူ့ရဲ့တချင်းဘယ်လိုပြောမလဲ MV3 က50ဒါ MV ရိုက်မယ်ဆိုတော့နော်ဒီမှာဒါ MV တပုတ်ပေါက်သွားမယ်ဆိုတာကတချင်းတပုတ်က50ရာခိုင်နှုန်းပြီးမှဒီ MV သူ့ရဲ့ story line ရောအကုန်လုံးဒီသူ့ရဲ့တရုပ်ဆောင်မှုပိုက်ဆက်ရရောသူ့ရဲ့ဒီ structure ပေါ့နော်ဖွဲ့စည်းအဲ့လိုမျိုးအကုန်လုံးက50လို့ပြောကြတယ်ဆိုတော့ခုနပြောသလိုတချင်းဘုတ်ကပေါက်တင်တယ်လားမပေါက်ဘူးဆိုတာကခုနပြောသလို MV ထဲမှာဆိုမှတော့ MV တပုတ်ပေါက်တယ်လားမပေါက်ဘူးဆိုရင်တရုပ်ဆောင်ပိုင်းမှာရောဒီခုနဒီ story ပိုင်းမှာရောမကောင်းလို့ပေါ့နော်တချင်းမကောင်းလို့မဟုတ်တချင်းကောင်းတယ်ဒီဘက်မှာလည်းအားနေတယ်ဒါတို့ဆိုရင်ထိုင်းတွေရဲ့တချင်းနေဆိုတချို့တချင်းနေဆိုမကောင်းဘူးလေဒါပေမဲ့ MV အရင်ကောင်းတော့ထက်ခါကြည့်တဲ့ video လည်းရှိတယ်ဆိုတော့တချင်းတပုတ်မှာဒီ director ရောဒီ script တွေရောဒီ fiction တွေရောခုနဟာတွေဘယ်လောက်ထိရေးပါလဲပေါ့နော်သူကလည်းသူအကုန်လုံးရေးပါတယ်တချို့ဒါပေမဲ့ဆိုတော့50အဲ့လိုတော့ကျွန်တော်မပြောရဘူးဆိုတော့ကဘာလဲတချင်းအစရောတယောက်တချင်းလာအပ်တယ်တချင်းနာထောင်တွေဟာကောင်းလိုက်တာပြီးရင် MV လေးရိုက်တဲ့ချိန်မှာလည်းအရင်ကျူစားပြတော့လုပ်တယ်ဒီတချင်းထွက်လာရင်တော့အရင်ပေါက်မှာအဲ့လိုမျိုးမှန်းထားတဲ့ဟာတွေရှိတယ်ထွက်လာတော့မပေါက်ဘူးမပေါက်ဘူးအဲ့လိုနောက်ပြီးတော့ပေါက်တယ်မပေါက်ဘူးဆိုတာအဓိကလူတွေကင်မရာတင်နေနော်နောက်ပြီးတော့အဲ့ဒီတချင်း play တဲ့သူဖွင့်တဲ့သူကြိုက်တဲ့သူများရင်တချင်းပေါက်တယ်နောက်ပြီးတော့အဲ့ဒါတော့ဟုတ်တယ်နောက်ပြီးတော့တခုက viewer နဲ့တမိုင်တော့မရဘူးviewer နဲ့တမိုင်တော့မရဘူးဥပမာအရန်တော်တဲ့သူ MV လဲ share လုပ်ထားတဲ့ဟာတင်တယ် viewer 9လတောင်ချတယ်အဲ့လိုမျိုးတချို့တစ်နှစ်တောင်ချတယ်9000ကနေမတက်ဘူး4 အဲ့လောက်ပဲဆိုအဲ့လိုမျိုးဟာတွေလည်းရှိတယ်အဲ့လိုခါကြတော့ပြီးတချို့ကျတော့သူတို့တချင်းကိုအရန်ပေါက်တဲ့ channel မှာတင်ခိုင်းတယ်အဲ့ဒါဆိုတော့ view များတယ်ဟာနှစ်တစ်ချင်းကတချင်းပေါက်တယ်ပြောလို့မရဘူးခုနပြောသလို4.9 4.5 အဲ့လိုမျိုးကြရပြီမဲ့သူချင်းကိုတချို့က4500ဆိုမနေဘူးလေအဲ့နားထောင်တဲ့သူကတကယ်ရတယ်တကယ်ကြိုက်တယ်ဆိုတော့သူပေါက်တာပဲခုနပြောသလိုတသိန်း1 million view ရပြီမှဘယ်သူမှမရတဲ့တချင်းဆိုရင်လည်းဒါပေါက်တဲ့ဟာလို့မဟုတ်ဘူးလေနော်အဲ့လိုမျိုးနောက်ပြီးတော့ MV တခုအကြီးပါပုံမှာအဲ့ဒီတချင်းသူတို့ studio ပိုင်းရော mixing ပိုင်းဘာညာရောနောက်ပြီးတော့ MV ဟုတ်တယ်အဲ့လိုမျိုးစုပေါင်းပြီးတော့ဖြစ်လာတဲ့ပေါက်တချင်းတပုတ်ပေါက်တယ်ဆိုတာစုပေါင်းပြီးတော့အကုန်လုံးစုပေါင်းကျူစားပြီးတော့ဖြစ်လာတဲ့အတိပွင့်လို့ပြောချင်တယ်ဆိုတော့ဒီတချင်းတပုတ်လုပ်တဲ့ဆိုရင်ဒီ MV ကိုဖြစ်တယ်လို့တချို့ကင်မရာဆိုခုနောက်ပိုင်း2024နောက်ပိုင်းဆိုတော်တော်လေးအဲ့လိုမျိုးလုပ်လာကြတယ်ကွာဒီတော့ဆိုခုနအကိုပြောတယ်လို့ပေါ့တချင်းကိုနိုင်ငံခြား MV တွေနဲ့ကြည့်ရဆိုရင်လောကအဆင်မပြေဘူးလေနော်ဆိုတော့ director ရောဒီ script တွေကဘယ်လောက်ထိရေးပါလဲပေါ့နော်ချင်းတပုတ်မှာဘာလို့ director ကို9တင်တာလဲဘာလို့ script writer ဘာလို့ script တွေဘာလို့ရေးတင်တာလဲပေါ့နော်ဘာလို့ story line တွေဘာလို့ထည့်တင်တာလဲပေါ့နော်ဘယ်လောက်ထိရေးပါလဲကိုပေးချင်တဲ့ message ပေါ့နော်နောက်ပြီးတော့တချို့ကမတူဘူးဝတ္တနာပဲပါရနာပဲရှိဖို့မလိုဘူးအဲ့လိုမျိုးလာအပ်တဲ့သူတွေရှိတယ်နောက်ပြီးတော့အဲ့ဒီသူတို့တွေကပြောလဲဆိုတော့က
ကိန်းမှာပြောချင်တာဆိုလိုချင်တာအဲ့ဒီဟာလေးအဲ့ဒါပေါ်ရင်ရပြီသူတို့ message speech နဲ့ဟာရောက်ဖို့ဆိုရင် MV အရင်ဒီကတချင်းစာသားပဲဆိုတော့ဘယ်သူမှဘယ်သူမှမဟုတ်ဘူးစိတ်ဝင်စားတဲ့သူနည်းမယ်ထင်တယ်ပင်ကိုပြချင်တဲ့ message ရောက်ဖို့ရယ်အဲ့လိုမျိုးဆိုတော့ data တော့ script ပိုင်း data ပိုင်းတော်တော်လေးကြီးပါတော့ပြီโอเคခုနကတချင်းကိုဒီချင်းကိုပဲရတယ်ကျွန်တော်ဝါသနာဘာလို့ဆိုလိုက်တာမဟုတ်ဘဲနဲ့ဟိုတခုခုကိုပေးချင်တာအဲ့လိုမျိုးဆိုရင် MV တကယ်ရိုက်တော့မယ် MV ထဲကနေလဲဒါတချင်းကိုပေါ်လွင်တော့ဒါပရိသတ်တွေရဲ့နားလည်အောင်ပေါ့နော်သူတို့ကိုပေးချင်တဲ့ဟာကိုသူတို့ရဖို့ပေါ့နော်ကိုပေးချင်တဲ့ဟာကိုရဖို့တချို့ကငါးပေးလိုက်တယ်ဒါပေမဲ့ဟိုကဒါငါးမရဘဲနဲ့ဘဲတွေရတဲ့ပါတော့ပြောချင်တာကိုပေးချင်တဲ့ဟာကိုသူတို့ရဖို့ပေါ့နော်ခုနပြောသလိုပုံဖော်ပြီးမှာပေါ့နော်ဒီလိုဒါပဲကဒါဆိုရင်ခုနပြောသလိုကိုကဒီဒါနည်းနည်းစင်းနှုံးပါတဲ့ဒီမီတာဆိုဘဝကိုရိုက်မယ်ဆိုရင်ခုနပြောသလိုဒီအိမ်ကလည်းဝက်ကတ်တွေပါဖြည့်ရမယ်ဒီမှာအထဲမှာလည်းခုနပြောသလိုစပွဲတွေကလည်းဘယ်လိုအကောင်းတာမဟုတ်ဘဲနဲ့ဒီအဟောင်းထဲကနေပဲသုံးမယ်ပါနေပေါ့နော်ဒါဆိုလူတွေကဘာဒါပြောချင်တာအဲ့လိုမျိုးတီးရဖို့ဆိုတော့ဒါကတော့ကျွန်တော်လည်းထင်တယ်ဘာလို့ဆိုတော့တချင်းဆိုတဲ့သူတွေကလည်းအဲ့ဒါကိုလိုက်မဟုတ်တဲ့အတွက်လေချင်းဆို single က single လေဒရိုတာကဒရိုတာလေကိုလိုက်မတူတဲ့အတွက်ခုနပြောတာဒါကအရန်လိုအပ်တယ်ပေါ့နော်ငါချက်ပါစံဒရိုတာအဆန်ဆန်ရှိတည်းရကွာတဲ့နေပါတယ် editor ဆိုတော့နည်းရှိတယ်ဆိုတော့ဆိုတော့ပြောသလိုဟိုကဘာလဲကိုက stylist လဲပေါင်းလို့တဲ့ script writer လဲလုပ်တယ်ဟိုကနိုင်ငံခြားမပြောဘူးရန်ကုန်မှာတောင်မှကင်မရာမန်ရိုက်ကူးရေးပိုင်းမှာတောင်မှ lighting တက်ရှိတယ် lighting ကိုပွဲတက်ရှိတယ်အဲ့လိုမျိုးနောက်ပြီးတော့ကို stylist ပိုင်းပေါ့နော်သူတို့ဝစားစီမဲ့ဟာမဲ့ဟာရီစီနဲ့သူဒီစမှာဒီဟာလေးကောင်းမယ်ဒီဟာလေးနဲ့ဆင်ပြမယ်ဒီဟာလေးစုံပူထိမယ်ပင် wardrobe ပိုင်း audio ပြီးလေကျန်တည်းscript ရေးတဲ့အချိန်မှာစိတ်ကိုရင်တာပေါ့စိတ်ကိုရင်ပြော MV ထုတ်တဲ့ tea ကိုစိတ်ကိုရင်ပြောရေးတာအဲ့ချိန်မှာကင်မရာဒီကနေလာပြီးတော့ဒီမှာစုံမယ်ပြင်ဒီကနေတော့ပြသူမျက်နှာကို focus မယ်အဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့သူ့လုံငန်းနဲ့သူ့နေရာနဲ့သူကိုအရန်ကိုအရေးပါကြအရေးကြီးကြတယ်to be effect ကိုဒီမှာဆိုတော့အဲ့လိုမျိုးတက်ရက်တည်ဖို့လဲဟို data လိုအပ်တယ် data ဟို MV တပုတ်ရဖို့ data လိုအပ်တယ်ဆိုတဲ့ဟာလက်ခံတာတောင်မှနှစ်ဟိုလောက်ပဲရှိသေးတယ်လေကို stylist လိုအပ်တယ် word of style လိုအပ်တယ်နောက်ပြီးတော့ DOP လိုအပ်တယ်အဲ့လိုဟာတွေကတော့လက်မခံသေးဘူးပြင်အဲ့လိုကိုရဲ့စီးပွားရေးအဖြစ်ဟိုဖို့လဲလုပ်ချင်ကြောက်မှာမဟုတ်ဘူးရန်ကုန်မှာဆို stylist ဆိုတော့လုပ်ရသေးတယ်လေဟုတ်တယ်ဈေးလဲကောင်းတယ်ပြီးမှအချိန်ပေးရကျိုးနဲ့တယ်ဒီဘက်မှာဆိုလဲဒီခုနပြောတချင်းလောက်တယ်ဆိုပေမဲ့အဲ့လောက်ချစ်မသုံးနိုင်ဘူးလေဟိုဘက်မှာဆိုတော့သူတို့အရန်ဒါသူ့ဟာနဲ့သူရတယ်ပေါ့အဲ့ဒါကြောင့်ဘာလဲဘယ်လိုမျိုးဘယ်အချက်ဒီလိုအပ်လဲဆိုရအောင်အချက်မိအောင်လေးလာပြီးတော့အဲ့ဒီအချက်ဒီဟိုအတနိုင်ဆုံးကိမတို့ဒီဘက်မှာရနိုင်မဲ့ဟာပေါ့နော်ပြီးအတအဲ့ဒီရနိုင်မဲ့ဟာဒီပေါ်မှာအတနိုင်ဆုံးပြန်လုပ်တယ်ကိုတချို့တွေဆိုတော့ဟိုနိုင်ငံခြားတချင်းတွေကြည့်တယ်ဟို green screen တွေတုံးပြီးတော့ဟိုတဲ့ကိုကြည်လာဘာညာတော့ခိုင်းတယ်အဲ့လိုမျိုးဆိုတော့ဒီဘက်မှာ green screen ပိုင်းနဲ့သူကမရှိသေးဘူးလေနောက်ပြီးတော့ဟိုဘာလဲအဲ့လိုမျိုးပေါ့ပြောချင်တာဒီဘက်မှာရှိတဲ့ဟာအဆုံးထိအဆုံးထိကိုတော့ night ပြီးတော့လုပ်တယ်ဒီဘက်မှာရှိတဲ့ဟာလေးနဲ့အကောင်းဆုံးဖြစ်အောင်လုပ်ပြီးမယ်ဆိုတော့ပြောချင်တာကခင်ဗျားတချင်းကိုခင်ဗျားကပုံဖော်ချင်တယ်ဆိုပေါ့နော်ပုံဖော်ချင်တယ်ဆိုတော့
ဒါခင်ဗျားကိုယ်တိုင်လည်းဘယ်လိုမျိုးဝါသနာလည်းမပါဘူးပြမလည်းဒီဘယ်ကနေစားရမလဲဘယ်ကနေရိုက်ရမလဲဆိုတော့မသိဘူးဆိုတော့ဒါကိုကလေးမျိုးအတိုင်းအတာတစ်ခုနဲ့ရှိကြလေးနဲ့အကောင်းဆုံးกว่าတချင်းကိုပုံပေါ်ပြီးမြဲပေါ့နော်ဆိုတော့ရဆိုတော့ပြောတာတခုပြန်ထပ်မယ်တခါတလေဆိုလေမရှိတဲ့ဟာတောင်လေ ဖန်သေးတယ် ဖန်အဲ့လိုမျိုး ရမကဖန် ကလေးမျိုးမှာ club မရှိဘူးလေ ရ club မရှိဘူးလှုပ်လိုက်တာ ဟုတ်တယ်ပြီးခဲ့တဲ့2020တုန်းကလည်းဒီဟိုမှာလောက်တာလေ club တော့မဟုတ်အဲ့ဘာလောက်တာဘာလဲအာ Hollywood မှာဒီဒီနဲ့အကြိုက်တော့လေ hand တော့ရဲ့တချင်းလေဘာလဲအဲ့ဒီချင်းကောင်းစင်ကအဲကိုလေကုမ်ကိုအဲ Zorin Moy channel မှာတင်နေဟုတ်တယ်အဲ့မှာဆိုလဲအကုန်လုံးကဒီမီးတွေကစားအကုန်လုံးကစားလို့ပြီးမှအဲ့ဒါပြရနဲ့ဒီ 3S လားဟုတ်တယ် 3S မှာလဲ state ပြန်လုပ်တယ်ပြန်လုပ်မှာကခိုင်တယ်မှာပြိတ္တတွေကထိုင်ခဲလိုက်ပြီ hall ဆိုတော့ EFC hall တော့ဟွာတော့ရှိတယ်အဲ့လိုမျိုး hall ကမရှိတဲ့ဟာလီနော်ဟုတ်တယ်ညာဘာဆိုတော့ကိုဒီမှာစံဒီ production team တော့ဘာတော့ဒီမှာဒီ director တင်တန်းတွေဘာတွေကာစဒီမှာဒီ director ရဲ့ဒီပြောမှဆိုဒီမတိုင်ခင်ရှိတော့ရှိမှာကွာမသိတယ်လည်းဖြစ်နေတယ်ဒါပေမဲ့မရှိတလောက်ကွာမရှိဘူးဆိုတော့ကိုပဲဒီဟာလိုအပ်တယ်ဆိုတော့စားလို့ရတယ်ဆိုတော့ခုနပြောတော့အရန်တော့ခက်ခဲမှာပဲလေပြီးမှဒီ director လုပ်တဲ့ပိုင်းမှာဆိုအဲ့လိုမျိုးဒီအခုကခုနပြောသလိုဒါကလေးမျိုးမှာစံ director ကအဲ့လိုမျိုးတိတ်မရှိဘူးလေမရှိတော့အဲ့လိုမျိုးလောက်လာတဲ့ပုံမှာရောဒီအားပြမှုရှိလာပြီးမှဘယ်လိုပြောမလဲနည်းနည်းဘယ်လိုပြောမလဲအားမပြေတဲ့ဟာရောရှိလာမောတော့အားမပြေတဲ့ဆိုတော့နည်းနည်းဟိုအပြင်ကနေနည်းစကားဒါတော့မလိုပါဘူးဒါဟိုဖြစ်တာတော့အဲ့လိုမျိုးဒါလူငယ်တွေတက်ပေါ့နော်ဒီဟာအခုမှစားမဲ့ဒီ director ဘိုင်းမှာမဟုတ်ပဲနဲ့တချို့ကလေးမျိုးမရှိသေးတာတွေကွာငါချမ်းမှာလည်းရှိပြီးသွားပြီဒါပေမဲ့ကလေးမျိုးအတွက်အသက်အဆန်းဆိုတဲ့အချိန်မှာဒီပဝန်းကျင်ရောဒီမိသားစုရောတိတ်လက်မခံနိုင်ဘူးလေလက်မခံနိုင်တဲ့အချိန်မှာကိုတငယ်ချင်းတွေကလက်မခံနိုင်တဲ့အချိန်မှာဘယ်လိုမျိုးရုံထွက်ရမလဲပေါ့နေတရားဆိုဒရိုတာဆိုခုနပြောတော့အခုဒရိုတာ valid အဲ့လိုမျိုးဖြစ်တယ်ဆိုတာကတော့တကယ်လဲဒါကျွန်တော်အမြင်နဲ့တော့ဒီ artist လက်ထည့်လို့ရတယ်ပြီးမှ young entrepreneurship ပေါ့နော်အဲ့လိုမျိုးစလုံးငယ်ဆုံးတီထွန်းဒီဟာမရှိဘူးလေမရှိသေးတော့ဒီဟာထားလို့လိုက်တာဆိုတော့အဲ့ဘက်မှာလဲ topic အနေနဲ့တော့ထားချင်တယ်ပေါ့နော်အဲ့လိုမျိုးပိုင်းမှာရောအားပြမှုရှိလာတယ်လို့မျိုးအတိုက်ခံနေပါတယ်လို့ရှိလာပေါ့နော်ဘာပြောပါဦးအားပြမှုတော့အများကြီးရှိတယ်အဲ့လိုမျိုးလေအတိုက်ခံအဲ့လိုမျိုးကစာအလုပ်တုံးမှာရဲ့ပြင်အဲ့ဒီနိုင်ငံခြားပြတဲ့စုရတဲ့ချိန်အဲ့မှာတော့ရှိတယ်အတိုက်ကဆိုမလုံးနဲ့ပါခင်အဲ့လိုမျိုးတော့မဟုတ်ပဲနဲ့လေဘာလဲဒါလေးတော့ဒါလေးကျွန်တော်လုပ်နိုင်တယ်ဗာနေပေါ့ဟိုဒီဘာလဲဖလားလို့ပြောလိုက်ပါထားအာမပေးတာတော့မဟုတ်ဘူးနောက်ပြီးတော့အဲ့လိုမျိုးတိုက်ခတ်တဲ့ပုံစံကဒီဟာကိုအဲ့လိုမျိုးတော့ရှိတယ်ပြီးရင်ဒီလုံအားမလိုပါဘူးဆိုပြီးတော့ပြောတဲ့သူမရှိဘူးအပြည့်တဲ့သူပဲရှိတယ်အပြည့်တဲ့သူရှိတယ်ဒါပေမဲ့ခုနပြောသလိုပေါ့မနာလို့တဲ့အားလုံးနည်းနည်းပါးပါရှိမှာပေါ့နော်ဒါလောကပဲလေအေးပေါ့လက်ခံတယ်အဲ့ဒါတော့လက်ခံတယ်ပြီးတော့အခုအလုပ်တွေအဲ့လိုမျိုးတော်လေးပြည့်လာတဲ့ချိန်မှာရောအဲ့ဒါကတော့နည်းနည်းထပ်ရှုံးမှထင်တယ်မနာလို့တဲ့ဟာတွေရောရှိသေးလားဒါပေမဲ့ကိုကတော့အဲ့ဒါတွေနားထောင်မဲ့အချိန်လဲမရှိတော့မသိတော့ပါဘူးအဲ့လိုမျိုးဟိုဒီ data အလုပ်မလုပ်ခင်ကတည်းကနေဘာလဲကိုပြန် build တဲ့အချိန်လေးဟိုအရင်နှစ်2000အဲ့လောက်ပြောတော့မှလေအဲ့ချိန်ကနေကျွန်တော်ဘာလဲစိတ်တစ်ခုရှိတယ်ဘာလဲဆိုတော့
လူတွေကိုလေချစ်တယ် mm လူတွေနဲ့ Yeah. စကားပြောရတာကြိုက်တယ် yeah နောက်ပြီးတော့လူအပြားကြီးကိုလေစကားပြောတာအရင်ကြိုက်တယ် yeah ဆိုင်ဆောင်တယ်ဆိုတော့လည်းလေကဲမဆိုင် စကားပြောချင်တာ yeah ဆိုင်ကဲမညီမနဲ့ဆိုင်ဆောင်တာကဲမသူမရှိတော့ပြောမယ်နည်းနည်းပြင်းထူတယ်ပြင်းထူတယ်ဆိုတာမျက်နာစူပုတ်ပြတော့ထားတယ်ကဲမမဟုတ်ဘူးတယောက်လာတယ်ဟိုမှာအယက်မှုပြောစည်းဝယ်တယ်သူလာတယ်အာသူဆိုရင်ဘယ်လိုအယက်မှုဆိုရင်ဘယ်လိုပြောမလဲနောက်ပြီးတော့အရန်ဘောစီပုံစံနဲ့လာတဲ့ဟာအထက်စီပုံစံနဲ့ပြောချင်းတဲ့ဟာတွေရှိတယ်အဲ့လိုမျိုးဆိုတော့ဘယ်လိုပြောမလဲပြီးနောက်ပြီးတော့ဟိုဗာလေအရန်အားငယ်ပြီးတော့ရှစ်ရှစ်နဲ့လာတဲ့ဟာတွေဆိုရင်ဘယ်လိုမျိုးပြောရမလဲအဲ့လိုလေးအဲ့လိုမျိုးရှိတဲ့ခါကျတော့အဲ့လိုမျိုးလူတွေနဲ့ဟိုရတဲ့ဟာစိုက်တဲ့ခါကျတော့အဲ့လိုမျိုးပြောတဲ့ဟာတွေဆိုလည်းလက်ခံပြတဲ့အဲ့ဒါတဘာဝပဲ yeah အဲ့ဒါတော့ဗာလဲကိုအတွက်ကောင်းမဲ့ဟာဆိုတော့ဟာဒီဟုတ်တယ်သူပြောတဲ့ဟာမှန်တယ်ကျွန်တော်ဘယ်လိုပြောဒီဟာကိုဘယ်လိုပြောင်းမလဲ yeah နောက်ပြီးတော့မဟုတ်ပဲနဲ့ဘောတော့အဲ့လိုမျိုးဆိုတော့ထားလိုက်ပါဒါတော့ yeah အဲ့လိုမျိုး yeah ကိုတက်မဟုတ်ဘူးဆိုတော့ကတော့ကွာတဲ့နည်းစိတ်လဲစိတ်လဲမစိုးဘူးဒါတော့သူဟာနဲ့သူဖြစ်သွားတာပါပဲပေါ့ဗျာခုနပြောသလိုဒါပြောရင်းနဲ့communications ကောင်းတယ်ပြီးမှ soft skill လဲအဲ့လိုမျိုးခုနပြောသလိုပေါ့ soft ကော skill င်းမကောင်းလာတော့မသိဘူး ကောင်းလို့ဖြစ်မှာပဲလေဒါခုနပြောတော့အလုပ်လုပ်လာတဲ့အချိန်မှာလေတကယ်လူတွေနဲ့ဆက်ဆံတတ်မှအလုပ်ဖြစ်သွားတာပေါ့နော်အခုဆိုတော့ကွာဒီရတယောက်မဆောင်ဖို့တဲ့တယောက်ကိုတယောက်ဆောင်တက်လာကွာရိုက်ရဲနဲ့တင်ပြရတာဆိုတော့အဲ့မှာအပြောင်းမတော်ဘူးဆိုရင်သူကစိတ်ဆူးမပြင်မှာပဲလေနည်းနည်း communication ခုနပြောသလိုဒီဈေးရောက်တဲ့အချိန်မှာရောရမိုးတဲ့တယောက်လာတယ်ဆိုဘယ်လိုပြောရမလဲဒါဘောစီတယောက်အထက်ဆေးဆန်နေဆိုဘယ်လိုပြောရမလဲအဲဆိုတော့yeah yeah okay listen ဒီ data ဘိုင်းမှာရောဒီအခု2014ထဲမှာဆိုခမန်းချီပေါ့နော်ခမန်းချီအလောကတော့တွေ့ရတဲ့တိုင်းပဲဒီဖလမ်ရောဒီဟာခါရောအကုန်လုံးဒီအလောက်လာအကြတယ်ပေါ့နော်တီပြီးအကုန်လုံးလာအကြတယ်ဆိုတော့ခမန်းချီ2014ထဲမှာဆိုဘယ်နှပုတ်လောက်ဖြစ်မလဲစင်းရောလောက်ဖြစ်လာစရင်တီကြတော့မလုပ်ဖြစ်ဘူးဟာကမတလားဆိုလာအစမှာပေါ့နော်time table တွေပါသချင်းတွေရိုက်မယ်ဆိုတဲ့ဟာတွေတော့ထားတယ်အဲ့ဒါချင်းတော့တီကြတော့ဟွာပြောလို့ရမယ်ခုတော့တီကြပြောလို့မရဘူးမပြုတ်နိုင်ဘူးခမန်းချီပေါ့မတီးဘူးနော်ဟွာကနေဆိုတော့အဆက်ဆဆလို့ကြတဲ့ကဆိုတော့ဟိုဘယ်လိုဖြစ်မလဲနေရဝင်းကျင်လောက်တော့ရှိမယ်ဟုတ်လားနောက်စီလီထဲမှာဆိုဘယ်လောက်ဖြစ်မလဲခမန်းချီပါပဲတလားဆိုဘယ်နှပွဲလောက်ရိုက်ဖြစ်လဲအဲ့လိုမျိုးပဲဘယ်နှပုတ်လောက်ရိုက်ဖြစ်လဲခဏလော30ကနေပြီးတော့လေတလားမဟုတ်ဘဲနဲ့ဟိုမှာ2024မှာအပုတ်30ကနေပြီးတော့60ပြည့်ပြီလားမသိဘူး50အဲ့လောက်တော့ရှိမယ်30တော့မရောလောက်ဘူးထင်တယ်ကျွန်တော်လည်းရမ်းပြင်ပန်းတယ်ဆိုတော့ပြောကြတယ်လေဒီလိုတာမဲလာတယ်ဆိုတော့ဒါ30တော့30အောက်တော့မကြလောက်ဘူး30ထက်ပဲရှိတော့တယ်ဟုတ်တယ်အခုဒီနေ့မှမတိဖြစ်တာတောင်ကြာပြီဒီနေ့တွေ့လိုက်တော့ကိုကတော့အလုပ်တွေရမ်းစူးစားတယ်ပေါ့နော်စူးစားတယ်ဆိုတော့မျက်နှာတောင်မှအရင်တော့ဆိုရင် glow နေတာလေဟိုဆေးတွေပါဟိုဟာတယ်ကျွန်တော်ဆိုနင်းနေတော့သူအဲ့ဒါတွေတုံးတာဟိုတစ်ခေါက်ဆိုကျွန်တော်ပါဖြစ်တယ်ကိုကသူလည်းတိတ်မလုပ်ရတော့ဘူးထင်တယ်သူကသားကားနေနေဖြစ်သွားတယ်ဆိုတော့30 50ကြာဆိုတော့ claim မှာဘာပဲပြောဒီတချင်းကျွန်တော်ချင်းတွေကလေအရန်တိုးစားတာတခွာကရာနဲ့တချင်းဆိုတာကအမဲတန်းဘယ်ခက်ဆိုဘယ်အချင်းနေဆိုမှာဘယ်ပျော်တဲ့ချိန်မှာရော
ငိုရတဲ့ချိန်မှာရောတချင်းရကရရောပြေးမလို့ဘူးကျွန်တော်ချင်းတိုင်းကျွန်တော်ဟိုတစ်ခေါက်2024တုန်းမှာကျွန်တော်စဉ်းစားတာပေါ့နော်အဲ့အတိတ်ရောက်လာဒီ slide နိုင်ရန်ကလေတူ slide နိုင်ရန်တည်မလား artist လေ slide နိုင်ရန် slide နိုင်ရန်ဟာခါရ ရုပ်မြင်တော့သူပဲ ရ โอเค တူသွားပြောတာလေကျုပ်ချင်းနေရတဲ့ငိုတဲ့ချိန်မှာရောဝက်နေတဲ့ချိန်မှာရောအကုန်လုံးကတချင်းဆိုနိုင်တယ်ပြီးမှကနိုင်တယ်အဲ့ဒီကတော့ဘယ်အချိန်မြဲဖြစ်ကျွန်တော်ကဝက်နေလို့တချင်းမဆိုနိုင်မဟုတ်ဘူးဝက်နေတယ်ဆိုရင်လည်းဝက်နေတဲ့ချင်းကျွန်တော်ဆိုနိုင်တယ်ပြောချင်တာဒါဒီ artist နဲ့ကျွန်တော်လုံးဝလွယ်လို့မရမတကယ်အသေးသားထဲမှာပါနေတာပေါ့နော်ချင်းတော်မှာဆိုရင်အရင်ကပိုးပွားတယ်ဆိုရင်လူတယောက်တည်တယ်ဆိုရင်အဲ့တော့အဲ့တည်တဲ့အလောင်းကိုပကောမှာထိုင်းမှာကကြလေကတယ်တချင်းတွေပါလို့ဆိုတယ်အဲ့တချင်းတွေဆိုလို့အဲ့အရင်ကအတူပါပွဲဆိုတော့ကိုဒီတကယ်ပွဲတွေနဲ့အရန်တူတယ်ကွာဆိုတော့ပြောချင်တာကဒီတနစ်ထဲမှာအကိုနဲ့မဟုတ်တဲ့ဟာတချင်းတွေအများကြီးဖြစ်မှာပဲလေကလေးမျိုးတွေဟာဒါဆိုတော့ကိုအခုထဲမှာတောင်မှဒီ90ဝန်းကျင်ဆိုတော့ဒါဘာပြောကျိုးချင်းတွေကတော့တချင်းပဲချင်းတွေပဲဖြစ်တချင်းဆိုနိုင်တယ်ပုံတော့ချင်းမနိုင်တယ်ပြီးမှခုနပြောသလိုဒါဒီ art ပိုင်းမှာတော့အလုံးဝထားလို့မရလုံးဝချင်းနဲ့ artist ချင်းနဲ့ art နဲ့လုံးဝခွဲလို့မရတဲ့ဟာတခွာတော့တော်တော်လေးဒီကလေးမချင်းနဲ့ဆိုဒါကျွန်တော်လည်းဘယ်လိုပြောမလဲဘယ်လိုပြောမလဲทุกกิมินอย่าตะบอตูတယ်อย่าအရင်ကသူတို့ပြောတဲ့ဟာတော့အရင်တဘောတူတယ်ဟုတ်တယ်အော်လာအဲ့လိုမျိုးတချင်းလောက်နေတယ်ဆိုတာကလေးမျိုးပါနေပါပါတချင်းလို့တဲ့သူရှိတယ်ဆိုတဲ့ဟာလားရဒီလောက်ထိလုံးနေတယ်ကွာပြောမှရှင်ဟုတ်တော့တယ်နော်ရပြောမှရှင်ဒီတလမှာဒီပုံမှန်ဝန်ထမ်းတယောက်က2သိန်း3သိန်းပဲရတယ်ကွာဒါပေမဲ့အခုတချင်းတပုတ်ဒီ director နည်းနည်းကောင်းတဲ့ story လိုက်ဆိုရင်ဘယ်လောက်ကုန်လောက်လဲခုနည်းနည်းဟို share ပိုက်ပေါ့နော်ကိုကလုံးဝသဘောကျအောင်နည်းနည်းပ story လိုက်ရောအကုန်လုံးပါတယ်ခမန်းချီပေါ့နော်အဲ့လာနဲ့ဒါဝန်းကျင်လောက်ဖြစ်နိုင်တယ်ပေါ့ဟိုဗာလေကင်မရာပိုင်းတွေရော make up အကုန်လုံး PC အကုန်လုံး MV တပုတ်မှာ23 25ကနေပြီးတော့ဟိုထိအမြင့်ကြီးဟိုလဲရတယ်ဟိုမှာလူအများကြီးလူမဆိုရင်လူအများကြီးပါနိုင်မဲ့စင်ဆိုရင် main character မဟုတ်ရင်တောင်မှအရင်တော့ကတော့ကြည့်ရမလားလူခုကလူတွေလည်းနေပြီလေအရင်တော့ကတော့များတယ်ပြီးရင်ဗာလဲ shooting တွေဆိုလာကြည့်တယ်ကင်မလည်းပြန်3-4ပါငယ်အဲ့လိုလေးရှိရတယ်လေလူရတဲ့အချိန်ခေါ်တယ်အဲ့လိုမျိုးကိုကမဟုတ်ဘူးအရှိတလောက်လူတွေလည်းနေတယ်လေနောက်ပြီးတော့လူတယောက်ကိုခေါ်မယ်ဆိုတော့main character မဟုတ်တော့ဖြတ်လျှောက်လေးပဲတော့ပြီးတခါတလေဆိုအဲ့ဒီခေါ်တဲ့သူလည်းမပေါ်တဲ့အချိန်ရှိတယ်အဲ့မပေါ်တဲ့ MV လည်းရှိတယ်မနေ့ကနေလာပြတော့ညနေထိ MV တော့မပေါ်ဘူးအဲ့လိုမျိုးလည်းရှိတယ်ဒါပေမဲ့သူတို့တွေကိုလည်းစီဖူပါငယ်အကုန်ပြန်ပြရတယ်လေအဲ့ခါကျတော့လူများကြီးလူမဲနောက်ပြီးတော့စီမီမီနဲ့လို့ပြောရမလားအဲ့လိုမျိုးဆိုတော့အိုးထိ90ထိတောင်တက်နေတယ်ဒါဆိုဟိုတခုမြင်မယ်ဒီကျွန်တော် director လောက်လာတဲ့ကာလမှာဆိုရင်ဒီအခုချိန်သေးပေါ့နော်အများဆုံးကုန်တဲ့ MV တပေါ်ဘယ်လောက်ဖြစ်မလဲအများဆုံးကုန်တဲ့ MV က50ဖြစ်နေတယ်50MV တပေါ်ပဲနော်အချင်းတွေမပါသေးဘူးမပါဘူး makeup ရော cameraman တွေရောနောက်ပြီးတော့ခုအဲ့ဒီဟာကုန်တာလဲတခုရှိတာကရိုက်တဲ့ရက်ကြာတဲ့ဟာပြင် shooting budget ဆိုပြီးတော့တတ်တော်ပြန်ဆွဲခိုင်းတယ်သူတို့အဲ့ဒီ shooting budget ဆိုတာကတော့သူတို့စိတ်ကြိုက်ပေါ့နောက်ပြီးတော့နောက်မှစိတ်ကြိုက်လုပ်ပြလိုက်ဆိုရင်တော့ကင်မရာဟိုမှာလေးရိုက်တယ်ဆိုရင်မနေ့ကနေစဆုံး breakfast lunch ဘာငယ်လေးရှိသေးတယ်လေအရင်တော့ဟိုတမင်တပွဲ1500အဲ့ဒါတွေဆိုတော့4500အဲ့လိုမျိုးတွေဆိုတဲ့ခါကျတော့ပင်အဲ့ဒါလည်းအဝမဟုတ်သေးဘူးလေအဝဆိုရင်တော့အဲ့လောက်6500အဲ့လိုမျိုး
ဇီတက်တာအကြောင်းလည်းပါပါတယ်90ဆိုတော့က ညာ ကုန်ပစ္စည်းတွေပင်တက်စီဟုတ်တယ်ဓာတ်စီစီ Yeah. မတည်ငိမ်ဘူးလေအဲ့တော့က Yeah. ဓာတ်စီစီလဲရမ်းများတယ်ဇီရန်တက်တဲ့ဟာလိုချင်တောင်မှဆိုင်မှာဝယ်ဖို့မရှိဘူးဆိုတဲ့ဟာတွေလေအဲ့လိုမျိုးတွေအဲ့လိုမျိုးတွေပါပဲ တင်း90လောက်ဆိုတော့ อืม ဒါတော့ပြောင်းမယ်ဆိုရင်ဒါချင်းတွေမှာတချင်းကိုအရန်ဟိုတနာပါလို့ပဲเนาะ ဟုတ်မှာနောက်ပြီးတော့ခုအဲ့ဒီ90ဆိုတာခုကဇီနဲ့ဆိုတော့ဘာလဲပင်ကလေးမျိုးမလို့ อืม အဲ့ဒီကနေမတက်ဘူး မတက်ပါ မတက်တာ ညာ ဟိုကရန်ကုန်ဘက်ဆိုတော့2000ဘယ်လောက်လဲအဲ့တုန်းမှာဒီဘက်မှာကဒါတာစီအဲ့တော့မှ WhatsApp ဆက်လေးဘာညာမလုပ်ဘူးဆိုတော့အတီမလုပ်ဘူးအတီဆိုတော့ကို dress တွေလည်းကဲမကိုယ်တိုင်ထားပြီအဲ့လိုဆိုတော့အဲ့တော့ကတော့ dress လည်းကိုယ်တိုင်မထားသေးဘူးအဲ့မှာကလေးမျိုးမှာ2သိန်းနဲ့လားလုံတုံးက ရန်ကုန်မှာတွားရိုက်တာရန်ကုန်မှာ6သိန်းတွားယူတယ်6သိန်းယူတယ်အဲ့ဒါမှရန်ကုန် level နဲ့ဆိုတာရန်နေတယ် ဩရန်ကုန်မှာဟိုတချင်းတစ်ပုတ်ဆိုရင်ဒါကျွန်တော်အတိထဲပေါ့နော်ဒီသူကဒီနှစ်ပုတ်ကိုဘယ်လောက်လိုက်ရိုက်ဘယ်လောက်လောက်ယူလဲဆိုတာကျွန်တော်200ပတ်ဝန်းကျင်တော့ယူတယ်လို့ပြောတယ်သူ ဟုတ်မှာနောက်ပြီးတော့မမရရအဲ့တုန်းကလည်းမေးတယ်အတိဟိုဗာလဲခုဘက်ကရိုက်တာquality ရဲ့တချင်းတွေရိုက်တဲ့ဟာလေး quality MV ဆိုတော့အဲ့တုန်းကဆိုတော့တနိုင်ငံလုံး artist တွေစောင့်ကြည့်ရတဲ့ yeah သူ MV အဲ့ဒီကသူတို့ director ထိုးခိုင်းစင်ထောင်းတင်တယ်အဲ့တော့အတိတရားဘယ်လောက်ယူရလဲကင်မရာတော့တော်တော်လေးများရတယ်ဗောအဲ့လောက်ယူတယ်ပြောတယ်ဟာအဲ့လောက်ပဲလားနင်းစင်ပြလို့လားဘယ်လိုလဲအဲ့တော့3သိန်းယူတဲ့ချိန်လောက်ထင်တယ်သူတော့30 yeah အဲ့လိုမျိုးတွေ yeah ဒါပေမဲ့သူတို့ကျတော့ဟိုဗာလဲရန်ကုန်လည်းဖြစ်တယ်လေ yeah ဟိုဒီစီးရိုက်မယ်ဆိုရင်ဟိုအနာအဲ့ဒီဆိုင်မှာတော့မယ် taxi car location fee တွေလည်းများတယ်နော်ဟိုဘက်မှာအဲ့လိုမျိုးဆိုဒီဘက်မှာအမြဲတမ်းပြုတ်ဖြစ်တာကလေးမျိုးမှာနေရတာလေတခြားတော်တော့မသိဘူးကင်မရာကိုရိုက်ကိုရေးပိုင်း data ပိုင်းဟိုဟာတွေတွတ်ဆိုတော့အရင်ကောင်းတယ် တော်ဘက်လိုချင်နေဆိုတော့ဆိုင်ကယ်နဲ့တော်လို့ရတယ်တောင်ပေါ်လိုချင်နေဆိုတော်လို့ရတယ်ပြင်ဘာမြူတက်ဆိုလဲရတယ်ဘာကလပ်လိုချင်ဆိုလဲပြင်လို့ရတယ်ရာအကုန်လုံးကဒီထဲမှာပဲရှိတယ်ဆိုတော့ပြီးတော့တချို့ကပြောတယ်ဒီကလေးမျိုးကနေပဲလောက်တာဆိုတော့ဒါမဖြစ်နိုင်ဘူးပေါ့နော်ပြောချင်တာကဟို Vanex တဲ့တချင်းတွေကစားဟိုဒါတချင်းတွေကကိုကကောင်းလေးလုပ်ရင်တချင်းကဘောင်မရှိဘူးလေတော့ပေါက်ရင်လည်းပေါက်မှာပဲလေအဲ့ပေါ့ဟိုဟာဗာလဲဒီလည်းမေးဟိုကတော့ကိုတို့လှုပ်တဲ့ချင်းစင်ပြောချင်တာဒီဒါကလေးမျိုးအထာနဲ့ပဲကိုကနဲ့ကိုဒီတီတန်းပဲဒီဟာနဲ့ပဲလှုပ်ပြီးမှဒါကြံတဲ့ဟာလည်း make up တွေမရှိဘူးကွာ make up ဆိုတာဒါအပြင်စင်တွေကွာဒီကြလုံးမဲ့ဘာလို့မရှိဘူးဒါတဘာဝနဲ့ကိုကခုနပြောတော့ကိုပြောတော့တောင်းလို့ချင်းတောင်းတကက်တောင်းစစ်မှာသွားတယ်ကွာ green skin တွေမှာမတော့လဲဆိုအဲ့လိုမျိုးဖြစ်တာနဲ့လှုပ်လာတဲ့ချိန်မှာအဲ့ဒီလှုပ်လာတဲ့ဟာတွေရောခုနပြောတော့ကိုကဒီမြုပ်ကလေးထဲကနေကြိုးစားရင်လဲဒါကျွန်တော်ဖြစ်နေတယ်ဆိုတော့လဲကျွန်တော်အများကြီးတွေးလာတယ်ပေါ့နော်ဒီနောက်ပိုင်းဆိုတော့တချို့ဆိုအားငယ်တယ်လေကိုဒီဘက်ကနေလောက်တာကလေးမျိုးဆိုဒါအဲ့လိုမျိုးနေတာလည်းရှိရလေနေတယ်ဆိုတာရန်ကုန်လောက်မှအဆင်ပြေမယ်တချင်းလောက်တာကMV ရရန်ကုန်လောက်မှဟွာနဲ့မှမဟုတ်ဘူးဒီမှာရှိကြတယ်အကောင်းဆုံးလည်းရန်တောင်မှဒါဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလဲကျွန်တော်အရင်မြင်တယ်ဟုတ်တယ်โอเคအဲ့ဆိုနည်းနည်းဒီချီနီယာလဲနည်းနည်းဘယ်မှာမိုးလဲနည်းနည်းဟိုချောတော့ပါဆိုတော့ဒီနေ့အချိန်ပြလို့အရင်ကျေးတင်တယ်ပြီးတော့ကျွန်တော်ဗမာစကားတော့ကလေးမျိုးဗမာစကားပါပဲ
ဘာကလေးမျိုးမှာနေတဲ့ချင်းတွေရဲ့ဗမာစကား အေးပေါ့ ဆိုတော့လည်းနည်းနည်းနားမလဲတာရှင်းလဲဒါတော့မှပါတယ်ပေါ့နော်ဆိုတော့ကိုရဲ့ father ရဲ့အတက်သူရဲ့ဘဝကိုကြည့်မယ်ဆိုရင်ခုနပြောသလိုသူအသက်16 19လောက်ကနေသူပတ်စံရှာတယ်ကွာပတ်စံရှာတယ်ပြီးမှသူကဟွာလောက်တယ်ကြာလောက်တယ်ဟွာလောက်တယ်လောက်တာများလာတဲ့ချိန်မှာနောက်ဆုံးတော့သူ့ရဲ့ passion ပြောမှာသူ talent ကိုသူကခုနပြောသလိုလူတွေနဲ့အများကြီးစကားပြောရတယ်သူတကယ်သူ့ရဲ့ talent ဖျားပြင်ဆင်ပြီးတော့သူ့ရဲ့လို့ရအမြတ်ရပါတော့အဲ့ဒါနောက်ဆုံးမှတွေ့လာတယ်ပေါ့နော်ဆိုတော့အခုလုံငယ်တွေလည်းကျွန်တော်ပြောချင်တာပါလဲဆိုတော့ကျင်းလို့မဖြစ်ဘူးအေးပေါ့ကျင်းတယ်ဆိုတော့ကိုဖျားပြီးထားတဲ့ဟာကိုလည်းကိုမတွေ့နိုင်ဘူးဒါအများတန်းရှာပါကို value ဆိုခုနပြောသလိုနိုင်လည်းပြန်တယ်ကွာကျူရှင်လည်းပြတယ်ကွာဖနက်လည်းရောင်းတယ်ကွာအစုံဂျန်နယ်လည်းဝေတယ်ကွာပြီးမှကျောင်းတက်လာတယ်ကျောင်းမှာလည်းခုနပြောသလိုခုနဒီတချင်းဝါသနာပါလို့တချင်းသွားဖြိုင်လိုက်သေးတယ်လူတွေအမြင်မှာတော့ဒီကောင်ကလုံးဝဘယ်လိုပြောမလဲစိတ်မကြည်ဘူးဘယ်လိုပြောတစ္ဆာမရှိဘူးအလုပ်တစ်ခုမှဇွဲမရှိဘူးဒါပြဟိုပြောင်းတဲ့ဒါပေမဲ့နောက်ဆုံးတကယ်ရွဲမရှိဘူးဆိုတာဘာလဲကိုတက်မဟုတ်ဘူးဆိုရင်ကိုရွဲမရှိနိုင်ဘူးကွာဒါပေမဲ့ကိုတက်ဖြစ်လာမြကိုရှာမရတာနောက်ဆုံးခုနပြောတချင်းဆိုရင်းနဲ့ခုနဒရိုက်တာလုပ်ရင်းနဲ့တငယ်ချင်းတွေကလုပ်ပြီးရင်းနဲ့ဒါသူ့ရဲ့လမ်းကြောင်းဆိုတာနောက်ဆုံးမှရောက်လာတာကွာဒါတချို့လည်းပြောမယ်ဒါရှောက်လို့တာမဟုတ်ဘူးသူကခုနနိုင်ပြန်နေရတယ်ကလည်းအလကားမဟုတ်ဘူးအဲ့ကနေသူကလှုပ်ရင်းနဲ့နောက်ဆုံးမှဒီဟာတိတော့ဟုတ်ပေါ့နော်ထမရ distance တော့အချင်းတောင်လှုပ်ပြီးမှလူတွေကပြောကြတယ်ကွာအဲ့တော့သူကမင်းမလုံနိုင်ဘူးမဟုတ်ဘူးအဲ့ဒါအခုအလင်းမဲ့ဟာကိုတိရဖို့ဒါ999ကလည်းအလကားမဟုတ်ဘူး999ငါမလုပ်ဘူးဆိုတာလည်းမဖြစ်လာနိုင်ဘူးပေါ့နော်ဆိုတော့ခုနပြောသလိုဒါအများကြီးလောက်လာတယ်ဆိုတော့အဲ့တော့ကြောင့်ကျွန်တော်ခိုဗာရဲ့ဘဝကိုကြည့်ပြီးမှခိုးလုံးငယ်တွေကွာကျွန်တော်ကျင်းလို့မဖြစ်ဘူးဘယ်ချင်းနေပဲဖြစ်လုံးရှာရှိတာထားလို့လိုက်ပါနောက်ဆုံးကြတော့ကိုယ့်ရဲ့ဝါသနာကိုကတော့ကိုယ့်ရဲ့ passion ဖျားပြီးတဲ့ဒီဟာနဲ့အသက်မွေးရမယ်ဆိုတာလဲနောက်ဆုံးတော့ဖျားတော့ခင်ဗျားတော့လှုပ်ရင်တော့ကျန်းစာထဲမှာပါလေရှာရင်တွေ့မယ်ပေါ့နော်ရှာရင်တွေ့မယ်ဆိုတော့ကိုကကဲရှာမယ်လှုပ်ရင်နဲ့ကိုယ့်ရဲ့နောက်ဆုံးကိုယ့်ရဲ့ဖျားလှုပ်စီခြင်းเนี่ยကိုတော့တွေ့တော့မယ်လို့တော့ကျွန်တော်မြင်တယ်ဆိုတော့ဆိုတော့နည်းနည်းပါစကားနည်းနည်းပါဒါအတော်နဲ့ဒီငိနာအတော်နဲ့ငိနာต้นที่เอาเงินเป็นว่าရှိတယ်ကျွန်တော်တည်တင်ထဲမှာဆိုနိုင်ငံခြားခိုင်းတယ်တော့မဟုတ်နိုင်ငံခြားဒီမှာ MV တွေပါတယ်အပ်တဲ့သူတွေပေါ့နော် client တွေတော်တော်ချစ်ဖြစ်တယ်ဒီကီးမုံတော့ဘာတော့လေအဲ့လိုမျိုးဆိုတော့နည်းနည်းပါကိုဒီကျွန်တော် Weaver podcast ရဲ့ audience ကိုလည်းနည်းနည်းပါစကားပြောပြပါဦးနောက်ဆုံးခုဒါပိုင်းပိုင်း super မပြောတော့ဘူးတခုပဲလေကျွန်တော်ခံယူထားကျွန်တော်ထားတာကတခြားသူတွေကိုအမကူကိုပဲအကူတယ်နောက်ပြီးတော့လူတွေကိုအမကူဖျားအကူတယ်ဒါပေမဲ့လူတွေကိုရက်ချစ်တယ်နောက်ပြီးတော့ကျွန်တော်တို့လူတွေကမလဲဘယ်လောက်ကြည့်ပြည့်စုံရင်တော့ဘောတော့အချိန်တိုင်းအမြဲတမ်းကောင်းနိုင်တဲ့သူမရှိဘူးတယောက်ချင်းစီမှာကိုချွင်းချင်းနဲ့ကိုရှိကြပါပဲဘယ်မှာ dark side ရှိတယ်ဟုတ်တယ်နောက်ပြီးတော့ဒါပေမဲ့ကိုထားတဲ့စိတ်ပေါ့နော်တခြားသူတွေပေါ်ထားတဲ့စိတ်ကြတော့မလဲအတတ်နိုင်ဆုံးကောင်းအောင်တခြားသူတွေပေါ်ပေါ့နော်အတတ်နိုင်ဆုံးစိတ်ကောင်းလေးမွေးကျွန်တော်တို့ဗာလဲကိမဘီနာမှာဖြစ်တဲ့ဟာဥမာChristian ဆိုနေအရင်စူးစားတယ်လေအဲ့လိုမျိုးဆိုတော့beautiful people ကျွန်တော်ခံရတယ်အဲ့လိုမျိုးbeautiful people လေးတွေအများကြီးတွေ့ရတာကိမလဲအရင်ပြောတယ်ကို
interview လာမိပြတဲ့Gracian ရမ်း proud တယ်နောက်ပြီးတော့ကင်မစိတ်ထဲမှာထားတဲ့ beautiful people တကယ် beautiful people ဒီထက်သူလှုပ်တဲ့နေရာမှာတွေလည်းအောင်မြင်မှုများကြီးရပါစေပြီး Salam ne pyo pi bai la. ตัวมีกี่ปากขันค่ะหลอดเลี้ยงหนักมูเรเราเป็นกินทิลทาร์ทิลตัวดาเรามีนุ่งสังตังกายมีกันมาสังตังกายมีดังสังตังกายมีตั้มปีตัวสวกเดือดตัวสิเสดูสนักกระหัด Yeah. นับไปรอส่วนนับไปดูลูมีตัวเตะเรลมีไปกันครับอาจังไทยโตขึ้นทินลงเทียงเตะกันในซอมในทิลทาตัวเทงนึงกันสิเรานั่นเองครับทิลงเทียงเตะสุทิลงทาอัชลัมซาฟาเตนไทยตอกกินกันตีไทยทินกันทิลงทาเตในซอมเจ้าสีตีเทเราสมดุ Yeah. Kan lu ngoi na sa. ลุงอ้อย Kan lu ngoi na sa. Okay. Tôi chán chán ý. À chị.ပြောlâu đấy,ပြောlâu. Okay. Lung nam hang ina ya ko valdo ko le yan se yu tin de di a chain ko le to phe pi ye bo no phe pi de pi ma kling ba san cho lu nge tyaw be da me a mya ji close ဖြစ်တော့လာပေါင်းတယ်ပေါ့နော်လာပေါင်းတယ်လာခုနပြောဆိုလာအားပြီးတယ်ခုနပြောဆိုဒါမြင်လုံနေတယ်ဘာညာပေါ့ဆိုတော့ဒီကျွန်တော်လူငယ်တွေထဲမှာဆိုဒါတယောက်လောက်တယ်ဆိုတော့ဒီလိုမျိုးဖြစ်တဲ့တယ်ပေါ့နော်ခုနအကိုvaldo ပြောတယ်လို့ဒါလူကမင်းအရန်ကောင်းတယ်မင်းအရန်ဆိုးတယ်ဆိုတာထက်အရန်ကောင်းတယ်ဆိုတာတော့ motivate ပူဖြစ်တယ်ဆိုတော့အဲ့ဆိုတော့ဒီ video ကိုကြည့်နေတဲ့သူတွေကိုလည်းပြောချင်တာကတည်တင်လို့ပဲပြောလိုက်တော့ပါโอเคငါစက်တယ်လုံးနံပါတ်မှာငါတနေနာvaldo တဲ့ဆိုအမပန်အမီတဲဆုံဟီချင်းမနမ်တဲ့ဆုံချင်မှာနာခါဖလာမတော်chẳng ai mi te sung ma song video quality te mere atom hoi na ding ina tenga chi call be song video jai teng to mau ki pol na aman to tenga bang chi ka son ning cha ki ban mere ina to tenga ma on ball hi na tu ni na ama kyang ga song mai la ma la khoi ball chang ina bang chi ding ya any the ke le song ila pen sum tam pe be hi ma bang ina hi ila ball khat pen abai jau ding hi lo ma tu na ten ki chang jing cha be ding hi lo nắng năn nung tân nón cái giống như na hi là bên achen đừng hay man na hi te ball bên lim ta cái na hi thấy thế mà tôi cái cùng na e ball tang bên man phama mà đi hi trong ken nó mình na ama nun ta na yết chang na thì ngài chân tuom xem coi mấy này hi đôi ta bên xem phải hi lo na đắng te xem na mun pan na pasien hi ama de coi sang mun bên mun khát cha mu mà bằng na nang in giống nun ta na thada lo mấy này ngay sun lo na na namaya sep ding te sem le chenina nanga ding nalung adung duai sang ma zo le nanga ding thupai tam pi tak pen pasenina angkoi sakte pen mu khading hi te chi song ta song hom san nom pha phangina tuni holim na song azong ko pau to hi manina ka pau khel na te song omleng mai sakun la gen khel te om na mai sakun la mai lama song hila ko te hi na tai ko te nong tai ngam ding song thum na mungina e sakte tunga lung nam mang che to tani podcast mu khaw ball nge le ya okay nan za ten kan lung oi Ngồi trên lưng ổi nan za ten lung oi lưng tầm mây lung oi ti ni sim du okay ya BB ti okay